ဤမေပင်စခန္ဓာဤငါးပါးသောခန္ဓာတို့သည်အနေစာမြဲခြင်းသဘောမရှိကုန်အာတုဝါခိုင်မာခြင်းသဘောမရှိကုန်အတာရာအနိတာရာမရှိကုန်စလာရွေလျားတတ်ကုန်၏ပလောကဓမ္မာပျက်စီးခြင်းသဘောရှိကုန်၏ဝိပရိနာမဓမ္မာဖောက်ပြန်ခြင်းသဘောရှိကုန်၏မရဏဓမ္မာသေဆုံးခြင်းသဘောရှိကုန်၏ဝိဘဝဓမ္မာဆုံးရှုံးခြင်းသဘောရှိကုန်၏သင်္ခတာအဖန်ဖန်ပြုပြင်အပ်ကုန်၏ပါပင်ကုနောဖယုဖယေပြိုကွဲခြင်းသဘောရှိကုန်၏အနေဆံအနေစာလက္ခဏာ7ပါးသည်ဤမေပင်စခန္ဓာဤငါးပါးသောခန္ဓာတို့သည်ဒုက္ခယုံမှညင်စို့ဒုက္ခမျိုးတို့သာသည်ဘယာကြောက်ပွဲညင်စို့ဘေးရန်မျိုးတို့သာသည်ဤတီထိတ်လန့်စပွဲအန္တရာယ်မျိုးတို့သာသည်ဥပဒဝါလွန်စွာကပ်ရနှိမ့်ဆက်တတ်သောဥပမျိုးတို့သာသည်ဥပတကတွေ့တာဆွေကနှိမ့်ဆက်တတ်သောဥပမျိုးတို့သာသည်ရောဂါကျင်နာညင်ဆိုးယောဂမျိုးတို့သာသည်အာဘာဒာနှိမ့်ဆက်ညင်ဆိုးအနာမျိုးတို့သာသည်ကန္ထာမဖွယ်ရုပ်စေထုံမြေနာမျိုးတို့သာသည်တန်လာစုဝေညင်ဆိုးမြာညောက်မျိုးတို့သာသည်အကာအကျိုးယုတ်ကျုံမဲ့မျိုးတို့သာသည်ဤမေပင်စခန္ဓာဤငါးပါးသောခန္ဓာတို့သည်အာဒါနာဆောက်ရှောက်မဲ့လျင်ဘေးဤအသင်တို့သာသည်အာလေနာကွယ်ကာမဲ့လျင်ဘေးဤအသင်တို့သာသည်အာတရဏကိုရာမေလျင်ဘေးဤအသင်တို့သာသည်အာဒီနဝါသောဝါညစ်ကျူအပြည့်စုတို့သာသည်အဂမူလာကျုံးမဲ့ခပေစီရဲ့ကြည်ဤအရေးမြေတို့သာသည်ဝတ္တကာလူနာမြမတတဝါကိုနာယီမလအတွင်တတိသူတမျိုးရိုးတို့သာသည်သာတဝါအာတဝတရား၄ပါးတို့ဤအစီးပွားတို့သာသည်မာရာမိတာကိလေသာမံမစ္စုမံတို့ဤစာပတ်ဝါပတ်သုံးသက်နေရာတို့သာသည်ဇာတိဓမ္မာတတဝါကိုမညာမငယ်အရွယ်အစားမကောင်းဆိုးညစ်ဖြစ်ချင်တိုင်းဖြစ်တတ်သောသဘောရှိကုန်၏ဇရာဓမ္မာဆုံးယုတ်ရောပါခြင်းသဘောရှိကုန်၏ဗျာတိဓမ္မာနာခြင်းသဘောရှိကုန်၏တောကဓမ္မာစိုးရိမ်ပူပန်ရာခြင်းသဘောရှိကုန်၏ပရိဒေဝဓမ္မာငိုကြွေးမြည်တမ်းရခြင်းသဘောရှိကုန်၏ဥပါယာတဓမ္မာတကြီးဆိုင်ငယ်ပင်ပန်းရာခြင်းသဘောရှိကုန်၏တန်ကိလေတိကဓမ္မာတဏှာဒိဋ္ဌိဒုစရိတတိဟုသောညင်နွမ်းခြင်း၃ပါးကိုပွားစည်းစေတတ်သောသဘောရှိကုန်၏ဒုက္ခလက္ခဏာ25ပါးသည်ဤမေပ
ပင်ဆက်ခန္ဓာဤငါးပါးသောခန္ဓာတို့သည်အနတ္တကိုမဟုတ်ကောအစိုးမရကောအလိုသို့မလိုက်ကောပရိအကျွမ်းဝင်ခြင်းအမြဲကင်းသောတစိမ့်ပြင်ပါတို့သာဒီရိတ္တာအနိတ္တာရာဟုသည်များနှင့်မြူစားမရှိအစဉ်စိတ်ကင်းသောတရားတို့သာဒီတုံးစာကောင်းမြတ်ချမ်းသာမင်္ဂလာဒုက္ခဟုသည်များနှင့်မြူစားမနီအချီးနီးသောတရားတို့သာဒီသုံးညာထောက်ရာတရားကိုယ်ွယ်ရာမျိုးတစိုးတစည်းမရှိလုံးလုံးအသုံးမချသောတရားတို့သာဒီအနတ္တလက္ခဏာ၅ပါးဒီသာဓုသာဓုသာဓုဘာဝနာ40စာရွက်မရသေးတဲ့သူတွေရုံခန်းမှာတွားယူလို့ရတယ်နော်ကျန်သေးလားလစ်တဝင်ဟလာကျန်သေးလားဟုတ်ပြီလိုတဲ့သူတွေရုံခန်းမှာတွားယူပါနေ့တိုင်းအဲ့ဒီ9နိုင်ခွဲ6နိုင်ခွဲဆိုရင်ဒီဘာဝနာ40ကနေ့တိုင်းရွတ်ဖတ်ပါမယ်ဟုတ်ပြီလားကဲသူတော်ကောင်းတို့ဒီနေ့ဘယ်နှရက်အောင်သွားလဲအောင်နာလားကြတာလားဟမ်ကြည်အားလုံးမဖြေဘူးဖြေတဲ့သူကတော့အောင်တာပေါ့မဖြေတဲ့သူကြတော့ဒါမဲ့လို့သူတော်ကောင်းတို့ရဲ့ဒီပထမရက်လေးမှာမလုံနိုင်တာကိုအကြောင်းပြုပြီးတော့မှရှော့လိုက်ရမှာလားဆက်ပြီးစူးစမ်းရမှာလားဆက်ပြီးစူးစမ်းရမှာအမေမွေးတုန်းကဘယ်သူမှမတက်ဘူးဟုတ်တယ်နော်အခုမှဒါသူတော်ကောင်းတို့ဦးဇင်းကဆရာကြီးအနေနဲ့ဆရာကြီးလုပ်ပြီးတော့မှမပြဒီဈဉ္ဉံလျှောက်တာတွေမပြဘူးလားပြလားသူတော်ကောင်းတို့တဲ့ဦးဇင်းကပုံညံ့ခဲ့တယ်မှတ်ထားနော်ဒါပေမဲ့လို့ကိုညံ့နာယူကိုရမယ်ရှာပြီးတော့မှမစူးစမ်းဘူးဆိုရင်အသုံးတဲ့တဲ့အနေထားဖြစ်နိုင်မှာမလားအဓိကတော့ကိုယ့်အတွက်ခက်ခဲတာပထမခြေတလန်းပဲခက်ခဲတယ်ဟုတ်တယ်နော်အဲ့ဒီခြေတလန်းလေးရဲ့အမားကိုကိုယ်တန်ဝေကညံလေးယူပြီးတော့မှဆက်မစူးစမ်းရလို့စူးစမ်းမှာလားစူးစမ်းလိုက်ရင်ပန်းနိုင်ကမရောက်ဘူးလားရောက်မှာလားအဲ့ကြောင့်မို့နောက်နေ့ကျတော့ဆက်စူးစမ်းပေးပါရှင်ပြရွတ်တို့ဒီလိုကြီးမလျှောက်တတ်ဘူးဖျားဆိုရင်နော်လွတ်လန်းပေါ်ရောက်သွားမှာလားလေလန်းမှာတောင်တင်သွားမှာလားမလျှောက်တတ်ဘူးဖျားဆိုတခြားလားအဝိဇ္ဇာပစ္စယသင်္ခါရပဲလားအဲ့ဆိုတော့လွတ်လန်းလားလေလန်းလားဒီလိုကယောဂါတွေရှိနေလို့ပါဆိုရင်တခြားလားတဏှာပစ္စယဥပါဒံပဲလားလွတ်လန်းလားလေလန်းလားလေလန်းဆိုတာဒီလမ်းမှန်လားလမ်းမကြီးလားဘာကြောင့်မှာဆင်းရဲလို့သူတော်ကောင်းတို့မလုံနိုင်ဘူးဆိုတာကိုမညာမတာဝေဖန်ကြည့်လိုက်ဒိဋ္ဌိအားကောင်းတဲ့သူမလုံနိုင်ဘူးတဲ့ဘာအားကောင်းတဲ့သူမလုံနိုင်ဘူးလဲအပြစ်တင်တာမဟုတ်ဘူးနော်သူတော်ကောင်းတို့ရဲ့ကိုယ့်ရဲ့သူတော်ကောင်းဓာတ်ခံဘလောက်ရင့်တန်နေဆိုတာသိချင်ရင်တဲ့သူတော်ကောင်းတရားလေးအားထုတ်ခိုင်းလိုက်တယ်ချောမောအောင်မြင်နဲ့တော့အစဉ်ပြေလေးစူးစမ်းနိုင်မှုနဲ့နော်အဖုထစ်တွေနဲ့ရေဆိုင်အခက်ခဲတွေကိုရေဆိုင်ရတဲ့ဟာဘယ်ကပုံများမလဲအဲ့ဒါကိုကိုယ့်သူတော်ကောင်းဓာတ်ခံရင့်မရင့်ဆိုတာကိုဒီမှာကိုသုံးသပ်လို့မရလားရလားဖခင်ရဲ့အဆုံးအမမှန်သမျှဟာငါတို့တွေကိုလိုက်နာကျင့်သုံးတဲ့သူတွေကိုတကယ်ချမ်းသာစေဆိုတဲ့ချမ်းသာစေတယ်ဆိုတဲ့တရားတရားနဲ့ပြည့်စုံတယ်ဆိုရင်လွယ်ကူလေးဖြတ်သွားနိုင်တယ်တရားရင့်တန်တဲ့သူတွေပေါ့ဟုတ်တယ်နော်နောက်တစ်ခါပညာရင့်တဲ့သူတွေလည်းမဖြတ်တန်းနိုင်ဘူးလားဖြတ်တန်းနိုင်မှာလားအဲ့ကြတော့ရှင်မြတ်ကြီးတို့မလုံနိုင်ဘူးဆိုရင်ကိုယ့်ရဲ့သူတော်ကောင်းဓာတ်ခံသူတော်ကောင်းဥစ္စာ9ပါးကရင့်တန်နေသေးလို့လားလိုနေသေးလို့လားလိုနေသေးတာကိုဒီချိန်မှာဖြည့်ခွင့်ရပါတယ်ဟုတ်တယ်နော်မသိရင်လာမေးဦးစင်းဒီရှေ့မှာရက်နေတာကဟိုပြောတဲ့အလားပြနေတာမဟုတ်ဘူးသူတော်ကောင်းတို့တွေအာမထုတ်တတ်ဘူးဆိုရင်လာမေးလို့ရအောင်ဆိုတော့အကူအညီပေးဖို့အတွက်ဦးစင်းဒီမှာစောင့်နေခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲကြတော့နောက်နေ့တွေကြတော့လက်လျှော့လိုက်ကြမှာလားကြိုးစားကြမှာလားကြိုးစားမယ်ဆိုရင်ဖခင်အဆုံးအမတိုင်းလိုက်နာရမရဘူးလားရောက်မှာလားဖခင်အဆုံးအမမှန်သမျှဟာတဲ့သူ့အတွက်ကမကောင်းမှုဆိုရင်မရှောင်ဘူးလားရှောင်ရမှာလားမကောင်းမှုရှောင်
ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒီ၃ချက်ထဲမှာအကုန်လာဝင်တာပဲတဲ့ဒါတော့သူတော်ကောင်းတို့နှုတ်မတက်ဘူးလားတက်လားနှုတ်ကလေးတွေကဘယ်လိုတက်နေတာတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားကံလန်းလဲပါတယ်ညံလန်းလဲပါတယ်လို့မှတ်ထားပြီးပါဟုတ်တယ်နော်လမ်းဘက်နဲ့တွေ့ပါတော့ကံလန်းရောညံလန်းရောနှစ်တွေ့မပါဘူးလားပါလားသူတော်ကောင်းတို့တွက်ကြည့်လိုက်လေကံလန်းနေနဲ့ပြောမယ်ဆိုရင်မကောင်းမှုအကုသိုလ်ကံမှန်သမျှသည်ဆောင်ရမှာလားရှောင်ရမှာလားကောင်းတဲ့ကုသိုလ်ကံမှန်သမျှသည်ဟောရှောင်ရမှာလားဆောင်ရမှာလားဟောအဲ့ကြတော့မကောင်းမှုကိုရှောင်ကောင်းမှုကိုဆောင်တဲ့ခါကျတော့စိတ်ကလေးကမဖြူစင်ဘူးလားဖြူစင်ပါလားအဲ့ကြတော့သူတော်ကောင်းတို့ကံလန်းလဲပါတယ်မပါဘူးလားပါလားညံလန်းလဲပါတယ်လို့မှတ်ထားပေးရမယ်ဘာလန်းကောပါညံလန်းပါတဲ့ခါကျတော့ညံလန်းဆိုတခြားလားမက်ကင်လန်းမဲလားမက်ကင်လန်းဆိုတာသူတော်ကောင်းတို့ကြီးတခြားလားညံလန်းမဲလားအဲ့ကြတော့အဲ့ဒီမက်ကင်ဆိုတဲ့အကျင့်ကိုကျင့်နေတာဒီဘောကောင်းမှုကိုဆောင်ရမရောက်ဘူးလားရောက်နေလားဟောမကောင်းမှုကိုရှောင်နေဆိုတခြားလားကိလေသာလမ်းမဲလားကိလေသာလမ်းဆိုတာဒီတခြားလားသူတော်ကောင်းတို့ကြီးဆောင်ရံဖြစ်မလားရှောင်ရံဖြစ်မလားမရှောင်မှုကိလေသာအလိုလိုက်မယ်ဆိုရင်ကိလေသာကချမ်းသာစေမှာလားဟောဆင်းရဲစေမှာလားကိလေသာမှာအစွမ်းတတ္တိဆိုတဲ့အဓိပ္ပာယ်၅မျိုးမရှိဘူးလားရှိမှာလား၅မျိုးကဘာတွေလဲဆိုရင်ပင်ပန်းစေတတ်တဲ့တရားဘာလဲပြီးရင်ညှဉ်းနွမ်းစေတတ်တဲ့တရားဆင်းရဲစေတတ်တဲ့တရားလောင်ကျွမ်းစေတတ်တဲ့တရားသူတော်ကောင်းဂုဏ်သိမ်းကိုညှို့မိန်ပျက်စီးအောင်ဖြစ်စည်းတတ်တဲ့တရားတခြားလားကိလေသာတရားပဲလားအဲ့ကြတော့အဲ့ဒီကိလေသာမှာအ내တိတ်ပဲဆိုတဲ့အစွမ်းတတ္တိ၅မျိုးမရှိလားရှိလားလူသစ်တွေလည်းပါတဲ့ခါကျတော့ဦးစစ်တစ်ခေါက်လောက်ပြန်ပြီးတော့မှနှွေးပေးမယ်နော်အဲ့ကြတော့ကိလေသာဆိုတာဒီတခြားလားပင်ပန်းစေတတ်တဲ့တရားပဲလားညှဉ်းနွမ်းစေတတ်တဲ့တခြားလားကိလေသာပဲလားအဲ့ဆိုကိလေသာမှာပထမကပင်ပန်းစေတတ်တဲ့အဓိပ္ပာယ်လည်းမရှိဘူးလားရှိသလားပင်ပန်းစေတတ်တဲ့တတ္တိလည်းမရှိဘူးလားရှိသလားပြီးရင်မညှဉ်းနွမ်းစေဘူးလားညှဉ်းနွမ်းစေသလားညှဉ်းနွမ်းစေတယ်ဒါဆိုရင်ကိလေသာရဲ့အဓိပ္ပာယ်ဘယ်နှမျိုးတည်သွားပြီးတော့တည်သွားတဲ့နှမျိုးကဘာတွေပါလဲပင်ပန်းစေတတ်တဲ့တရားညှဉ်းနွမ်းစေတတ်တဲ့တရားတတိယကကျတော့ဆင်းရဲစေတတ်တဲ့တရားတတိယကဘာပါလဲအပြင်ဆင်းရဲစေတတ်တာဒီခြားလားကိလေသာပဲလားနောက်ကျတော့ကိလေသာရဲ့အ내ဒိဋ္ဌိပဲဘယ်နှမျိုးတည်သွားတဲ့၃မျိုးကဘယ်သူတွေပါလဲပင်ပန်းစေတတ်တဲ့တရားညှဉ်းနွမ်းစေတတ်တဲ့တရားဆင်းရဲစေတတ်တဲ့တရားနံပါတ်၄ကကျတော့ခြားလားလောင်ကျွမ်းစေတတ်တဲ့တရားပဲလားလောင်ကျွမ်းစေတတ်တာဘယ်သူပါလဲကိလေသာအဲ့ဆိုရင်ကိလေသာရဲ့အ내ဒိဋ္ဌိပဲဘယ်နှမျိုးတည်သွားတဲ့၄မျိုးကဘယ်လိုတွေတည်သွားတာပါလဲပင်ပန်းစေတတ်တဲ့တရားညှဉ်းနွမ်းစေတတ်တဲ့တရားဆင်းရဲစေတတ်တဲ့တရားလောင်ကျွမ်းစေတတ်တဲ့တရားနံပါတ်5အဓိပ္ပာယ်ကျတော့သူတော်ကောင်းဂုဏ်သိမ်းကိုညှို့မိန်ပျက်စီးအောင်ဖြစ်စည်းတတ်တဲ့တရားသူတော်ကောင်းဂုဏ်သိမ်းကိုညှို့မိန်ပျက်စီးအောင်ဖြစ်စည်းတတ်တဲ့တရားကိလေသာရဲ့နံပါတ်5အဓိပ္ပာယ်ကဘယ်လိုရှိသူတော်ကောင်းဂုဏ်သိမ်းကိုညှို့မိန်ပျက်စီးအောင်ဖြစ်စည်းတတ်တဲ့တရားတခြားလားကိလေသာတရားပဲလားအဲ့ဆိုရင်ကိလေသာမှာအ내ဒိဋ္ဌိအစွမ်းတတ္တိဘယ်နှမျိုးရှိတဲ့၅မျိုးကဘာသူတွေပါလဲပင်ပန်းစေတတ်တဲ့တရားညှဉ်းနွမ်းစေတတ်တဲ့တရားဆင်းရဲစေတတ်တဲ့တရားလောင်ကျွမ်းစေတတ်တဲ့တရားသူတော်ကောင်းဂုဏ်သိမ်းကိုညှို့မိန်ပျက်စီးအောင်ဖြစ်စည်းတတ်တဲ့တရားအဲ့လိုနော်အစွမ်းတတိ၅မျိုးတွေဒီချမ်းသာစေတတ်တဲ့အကြောင်းတရားလားဆင်းရဲစေတတ်တဲ့တရားတွေပဲလားအဲ့ဒီဆင်းရဲစေတတ်တဲ့ဒီအ내ဒိဋ္ဌိအစွမ်းတတိ၅မျိုးတဲ့ပြည့်စုံတဲ့ကိလေသာဆိုတာဒီဆောင်ရမယ့်အရာလားရှောင်ရမယ့်အရာလားဒါဆိုရင်သူတော်ကောင်းတို့ဒီနေ့လောက်ရက်လေးကိုနည်းနည်းလေးသုံးသပ်ပြမယ်နော်အပြစ်တင်တာမဟုတ်ပါဘူးနောက်တစ်နည်းပြောမယ်ဆိုကိလေသာလမ်းပေါ်မရောက်ဖ ೇನೆ မက်ကင်လံဖြောင်းမှုအတွက်ညွန်ပြခြင်းဖြစ်ပါတယ်
အဲ့ကြသူတော်ကောင်းတို့ညံလန်းအနေနဲ့ဆိုရင်ဟောဒီကိလေသာသည်ဆောင်ရန်လားရှောင်ရန်လားဟောဒီမဂ်ခင်သည်ရှောင်ရန်လားဆောင်ရန်လားအဲ့ကောရှောင်ရန်ဖြစ်တဲ့ကိလေသာအလိုမလိုက်ဖ ೇನೆ မဂ်ခင်လန်းကိုရှောင်မယ်ဆိုရင်စိတ်ကလေးတွေသည်မဖြူစင်ဘူးလားဖြူစင်ပါလားတွက်ကြည့်မယ်နော်ဒီနေ့ဦးဇင်းတတိမပေးဘူးလားပေးလားဒီနေ့သူတော်ကောင်းတို့တွေရက်တဲ့အချိန်ကတက်တာသလားမတက်တာဘူးလားထိုင်တဲ့အချိန်ကဈဉ္ညာလျှောက်တဲ့အချိန်ကတက်တာသလားမတက်တာဘူးလားမတက်တာဘူးဟုတ်တယ်နော်တက်တာလားမတက်တာလားမတက်တာတဲ့ခါကျဦးဇင်းတတိမပေးဘူးလားပေးလားအထင်ရှားဆုံးနေရာအနာဆုံးနေရာကိုဦးဇင်းဘယ်လိုရှုခိုင်းနာတာယုတ်တိတာနံမရှုခိုင်းဘူးလားရှုခိုင်းလားအဲ့ဒါတော့သူတော်ကောင်းတို့ကိုတခြားနေရာဆွဲခေါ်သလားမဂ်ခင်လမ်းပေါ်ဆွဲတင်နေသလားအဲ့ဒီမဂ်ခင်သည်ရှောင်ရန်လားဆောင်ရန်လားဦးဇင်းကတော့ဆွဲတင်နေနေရာမပြည့်မပြောင်းမွေနဲ့စူးစမ်းပေးကြပါတတိလေးလည်းမပေးဘူးလားပြီးတော့သူတော်ကောင်းတို့မတိုက်လည်းမတိုက်တုံးဘူးလားတန်ဝေကညံရဖို့လည်းမပြောလားပြောသလားတေပေါက်တေဘဝမှာဒီလိုမျိုးကိုယ့်ရဲ့အယိုးကိုမတည်နိုင်တဲ့အနေထားနဲ့ကြုံရမှာအဲ့ဒီချိန်ကြမှာတော့မရှုနိုင်ဘူးဆိုရင်ကိုယ့်အတွက်ကိုကျိုးနည်းမယ်လို့ဦးဇင်းတတိမပေးဘူးလားပေးလားဟုတ်တယ်နော်အဲ့ကြတော့ဦးဇင်းတတိပေးတိုင်းလိုက်နာတဲ့သူတွေကြတော့ဘေလန်းမော်ရမျက်နှာပြောင်တိုက်ပြီးတော့မှတော့ရွှေ့ချင်ရွှေ့နေမယ်ပြောင်းရင်ပြောင်းနေမယ်လုံနေတဲ့သူကြဘေလန်းမော်ရှာအဲ့ကြတော့ကိလေသာလမ်းပေါ်ရောက်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီနေရာပြင်းနေပြောင်းနေတဲ့သူတွေနောက်တနည်းပြောမယ်ဆိုရင်အန်ကျိတ်နေတဲ့သူတွေသည်တခြားလမ်းပေါ်ရောက်သွားပြီလားကိလေသာလမ်းပေါ်ရောက်သွားပြီလားကိလေသာလမ်းပေါ်ရောက်တဲ့ဆိုရင်အဲ့ဒီပုံကိုယ်တွေကိုမေးကြည့်လိုက်ပါနော်ချမ်းသာမလားပင်ပန်းမလားဘလို့ပင်ပန်းလဲအထုတ်ရတဲ့ထိုင်တဲ့အချိန်တွေကတခြားလားတနာရီပဲလားတနာရီကိုသူ့တဲ့တကဘာလောက်မကြာဘူးလားကြာသလားမပင်ပန်းဘူးလားပင်ပန်းလားအဲ့တခြားလားမဂ်ခင်လမ်းပေါ်ရှောက်လို့လားကိလေသာလမ်းပေါ်ရောက်သွားလို့လားဒါတစ်ထက်တည်းမခံရဘူးလားခံရလားဟုတ်တယ်တော့ပင်ပန်းမယ်ပြီးရင်မညစ်နွမ်းဘူးလားညစ်နွမ်းသလားဘလို့ညစ်နွမ်းလဲသူ့ရဲ့ရှုနိုင်တဲ့ဉာဏ်နေရသလားတော့ကိလေသာအလိုပဲလိုက်မိသလားကိလေသာအလိုလိုက်မိတဲ့သူ့ရဲ့ရုပ်ကလေးကကြည်လာမှလားညစ်သွားပြီလားညစ်သွားပြီသူတော်ကောင်းတို့ညစ်နွမ်းမယ်မညစ်နွမ်းဘူးလားညစ်နွမ်းလားဘလို့ညစ်နွမ်းလဲသူ့မှာဟောအန်ကျိတ်ပြီးတော့လေတုံ့ပြန်မိမှာလေတုံ့ပြန်မိတဲ့ခါကျတော့ဒေါသရဲ့အပေါင်းဖော်ဖြစ်တဲ့တောကားတွေလည်းမလာလားလာမှာလားအခုမှ15မိနစ်ပဲရှိသေးတယ်ဟုတ်တယ်နော်အခုမှ15မိနစ်ပဲရှိသေးတယ်ပြချက်တွေကတိတ်ပြီးတော့ပြင်းနေငါရှုမှရှုနိုင်ပါမလားဆိုတဲ့တောကလည်းမလာနိုင်ဘူးလားလာနိုင်သလားကိုဆင်းရဲတဲ့ဒုက္ခလည်းမလာနိုင်ဘူးလားလာနိုင်သလားစိတ်မချမ်းသာတဲ့ဒေါမနတာတွေလည်းမလာနိုင်ဘူးလားလာနိုင်သလားအဲ့ကြတော့မညစ်နွမ်းရောက်လားညစ်နွမ်းရမှာလားပြီးတော့သူ့မှာဟောဘယ်ဘက်ရွှေ့တော့လဲအစင်မပြေညာဘက်ပြောင်းတော့လဲအစင်မပြေတော့ကိုဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းနဲ့လဲလောင်ကျွမ်းမှုမခံရဘူးလားခံရမှာလားပြီးတော့အချိန်ကိုမြင်ပြည့်ကျင်နေတယ်ဆိုတော့လောဘမီကိလေသာလဲလောင်ကျွမ်းမခံရဘူးလားခံရမှာလားအဲ့ကြအဲ့ဒီလိုပုံကိုယ်တွေသူတော်ကောင်းဖြစ်မှာလားမသူတော်စည်ရင်ထဲမှာတောင်းတင်သွားပြီလားဒါဖြင့်သူတော်ကောင်းတို့ရေကိလေသာရဲ့အစွမ်းတတ္တိတိုင်းနှိမ့်ဆက်မခံရဘူးလားခံရလားဒါမှမဟုတ်သူတော်ကောင်းတို့ရေမကောင်းမှုကိုရှောင်ဖို့အတွက်သူတော်ကောင်းတို့ကိုဦးစစ်တိုက်တွန်းပေးပါတယ်ညံလက်နဲ့လေးတွေလည်းမတက်ဆင်ပေးဘူးလားတက်ဆင်ပေးလားရှုတဲ့သူတွေကြတော့ကိလေသာလမ်းပေါ်ရောက်သလားမဂ်ခင်လမ်းပေါ်ရှောင်နေပြီလားနားတယ်ဆိုရင်ဘယ်လိုရှုနာရာယုတ်တိတာနံနာရာတစ်ခုတည်းပြတာဟုတ်ရဲ့လားပူလဲမပူဘူးလားပူသလားဘယ်လိုရှုကမထဲတော့နဲ့နာရာယုတ်တိတာနံမလိုက်ရောက်လားလိုက်ရမှာလားအဲ့လိုရှုတဲ့သူတွေကြတော့သူတော်ကောင်းတို့ကြည့်လိုက်ပါကိလေသာလမ်းပေါ်ရောက်ပြီလားမဂ်ခင်လမ်းပေါ်ရှောက်နေပြီလားမဂ်ခင်လမ်းပေါ်ရှောက်တဲ့သူတွေကိုမေးကြည့်လိုက်ဟောဒီတရက်တာပြီးသွားပြီသူ့အတွက်ကပင်မမှာလားမပင်မတော့ဘူးလားအမလီအချိန်တရက်ကလည်းကုံနာမြန်လိုက်တာပင်မသလားမပင်မတော့ဘူးလားအောင်မွေးရနေတဲ့ခါကျသူ့ရဲ့ရုပ်ကလေးကညစ်နေမှလားကြည်လင်နေပြီလားမညစ်နွမ်းတော့ဘူးပြီးတော့ဆင်းရဲစရာလည်းလိုပါအောင်မလား
ရက်နဲ့တရက်သူ့မှာပေါ်ပါလေးဖြစ်လာတော့ဆင်းရဲစရာလည်းမလိုတော့ဘူး။အော်ပြီးတော့သူ့မှာလောင်ကျွမ်းမှုကိလေသာရဲ့လောင်ကျွမ်းမှုလည်းခံစရာလိုပါအောင်မလား။သူတော်ကောင်းနဲ့မတူဘူးလားတူသွားမှာလား။အဲဆိုရင်ကိလေသာတော့အစွမ်းတတ္တိတွေအကျိုးပေးခွင့်မရတာဒီရှောင်နေတာကိုရှောင်လို့လားဆောင်နေတာကိုဆောင်လို့လား။ကိလေသာလမ်းပေါ်ရောက်လို့လားမဂ္ဂင်လမ်းပေါ်ရှောင်နေလို့လား။အဲ့လိုပုံကိုယ်တွေကြတော့စိတ်လေးကမဖြူစင်ဘူးလားဖြူစင်သွားမှာလားအဲ့ဆိုတော့နောက်နေ့တွေကြတော့သူတို့ကောင်းတို့တွေမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတဲ့ဒီမှာကံလန်းမှာပဲတောင်းသွားမတင်ပါနဲ့ညံလန်းဖြစ်တဲ့ကိလေသာအလိုလဲမလိုက်ဖဲနဲ့ခန္ဓာကိုယ်ကိုအတုံးချတဲ့မဂ္ဂင်လန်းကိုမရှောင်ရောက်လားရှောင်ရမှာလားအဲ့ဆိုကိလေသာအလိုမလိုက်တော့မကောင်းမှုကိုမရှောင်ဘူးလားရှောင်သွားပြီလားမဂ္ဂင်လန်းကိုရှောင်လိုက်တော့ကောင်းမှုလဲမဆောင်ဘူးလားဆောင်ပြီလားအဲ့လိုပုံကိုယ်တွေစိတ်ကညှဉ်းနှွမ်းနေမလားစင်ကြဲနေမလားဒါမို့ဖရာအဆုံးမမှန်သမျှသည်လမ်းဘယ်နဲ့သွဲပါတယ်လို့ညံပါဝါရမှာပါလေနဲ့သွဲပါတယ်ဘယ်နဲ့သွဲပါဘာလန်းနဲ့ဘာလန်းကံလန်းနဲ့ညံလန်းပါပါတယ်ဟုတ်ပြီလားအဲ့ဆိုနောက်နေ့ကျရင်စူးစမ်းကြမယ်ဆိုရင်ဘယ်လန်းပြောက်ပြီးတော့ဘယ်လန်းပေါက်သွားမတဲ့တော့ကိလေသာလမ်းပြောက်ပြီးတော့မှညံလမ်းမရောက်ဘူးလားရောက်လာမှာလားအဲ့ဆိုရင်စခန်းဝင်ရကြိုးမနှက်ဘူးလားနှက်မှာလားကြိုးကိုကြိုးစားနိုင်မှာမလားသိကြလားစာချုပ်ကချုပ်ရတာလေဟုတ်တယ်နော်အဲ့ကြတော့ဦးစိန်ဒီညနေခင်းလေးတွေကိုသူတော်ကောင်းတို့ကျေးဇူးပြုမှာကသူတော်ကောင်းနေပယ်မှာနော်ကိုယ့်ရဲ့ကိုလည်းဆုံးမတဲ့အသုံးနှုန်းတွေရပါစေဆုံးမလုံးတွေလည်းရပါစေသူတစ်ပါးကိုလည်းဝေဖန်တတ်တဲ့ညံတူးလေးတွေရပါစေဆိုတဲ့အနေထားနဲ့ညနေ9နာရီခွဲနဲ့6နာရီခွဲဆိုရင်တဲ့သူတော်ကောင်းကိုဦးစိန်ကျေးဇူးပြုမှာကပန်ထောပမဒေသနာဘာဒေသနာရှာခလုတ်တိုက်ကုန်ပြီပန်ထောပမဒေသနာဘာဒေသနာပန်ထောပမဒေသနာဆိုတော့တခြားလားလန်ခရီးဥပမာပဲလားလန်ခရီးကိုဥပမာပေးပြီးတော့မှအဆုံးအမလေးတစ်ခုဖျားမထားခဲ့ဘူးလားထားခဲ့သလားဒါပြင်လန်ခရီးကိုအဆုံးအမဥပမာလေးထားပြီးတော့ဆုံးမတဲ့ဒေသနာသည်ဘာဒေသနာပန်ထောပမဒေသနာပြန်ပြောကြည့်ရအောင်ပန်ထောပမဒေသနာပန်ထောပမဒေသနာဆိုတာဒီတခြားလားလန်ခရီးကိုဥပမာပေးတဲ့အဆုံးအမပဲလားအပြင်လန်ခရီးကိုဥပမာပေးပြီးတော့ထားတဲ့အဆုံးအမဒီဘာဒေသနာပန်ထောပမဒေသနာပန်ထောပမဒေသနာဆိုတာဘာဥပမာပေးလန်ခရီးကိုဥပမာပေးတဲ့အဆုံးအမလေးဒီဒေသနာတော်ကိုဘုရားရှင်ကိုတော်မြတ်ကြီးကခန္ဓာဝေကတန်ရုပ်မှာဒီအဆုံးအမလေးထားခဲ့ပါတယ်ဒေသနာခေါင်းစဉ်အနေနဲ့ကတော့တိတ်တတုတ်ဆိုပြီးတော့မှပါတာပန်ထောပမဆိုတာကတော့အဲ့ထဲမှာပါတဲ့ဥပမာလေးကိုကောက်နှုတ်ပြီးတော့မှသူတော်ကောင်းတို့ကိုကျေးဇူးပြုခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်နာကောနာကျင်ကြရဲ့လားဒီဟာလေးတွေရှိရင်ကိုလည်းမဆုံးမနိုင်ဘူးလားဆုံးမနိုင်သလားသူများကိုလည်းမဝေဖန်နိုင်ဘူးလားဝေဖန်နိုင်မှာလားအဲ့ကျတော့သူတော်ကောင်းတို့ရဲ့ဒီလိုလေးကိုလည်းဆုံးမနိုင်မယ်သူများကိုလည်းနော်ဝေဖန်နိုင်တဲ့ခါကျတော့မိမိအကျိုးလည်းပါမယ်သူများအကျိုးလည်းမပါဘူးလားပါမှာလားဒါဆိုရင်အကျိုးနှမျိုးပြီးနေတဲ့သူတော်ကောင်းတို့ရဲ့အသိဉာဏ်လေးဒီဉာဏ်ရည်နှိမ့်နေမှာလားဉာဏ်ရည်မြင့်သွားမှာလားဒါပြင်ဉာဏ်ရည်မြင့်ဖို့အတွက်ညနေခင်းကျေးဇူးပြုမဲ့ဒေသနာကဘာဒေသနာပန်ထောပမဒေသနာဘာဥပမာပေးဒါလေးတော့မှတ်ထားပေးပါဟုတ်ပြီနော်သူ့ရဲ့ဒေသနာတော်မှာဘုရားကဘယ်လိုဆုံးမခဲ့လဲဆိုတော့တေယထာဘိတိတ်တာဆိုတဲ့ယဟန်ကိုဘုရားမဆုံးမဘူးလားဆုံးမလားဘုရားကတိတ်တာဆိုတဲ့ယဟန်ကိုဆုံးမတယ်တေယထာဘိတိတ်တာဒွေပုရိတာဧကောပုရိသောအမေဃကုသလောပုရိသောဧကောပုရိသောမေဃကုသလောပုရိသောတမေနံအမေဃကုသလောပုရိသောအမုံမေဃကုသလံမေဃံပု္စေယသောဧဝံဝတိယဧဟိဘောပုရိသအယံမေကောတေနမုဟုတ်တံကိစ္စတေနမုဟုတ်တံကန္တဝါဒခိတတိတွေ့တာပဋ္ဌံတထဝါမံမုံစိတ်တဝါဒခိနံကနာဟိတေနမုဟုတ်တံကိစ္စတေနမုဟုတ်တံကန္တဝါဒခိတတိတိဗ္ဗံဝနတန္တံတေနမုဟုတ်တံကိစ္စတေနမုဟုတ်တံကန္တဝါဒခိတတိမဟန္တံနေနံပလလံတေနမုဟုတ်တံကိစ္စတေနမုဟုတ်တံကန္တဝါဒခိတတိတုဗံပပတံတေနမုဟုတ်တံကိစ္စတေနမုဟုတ်တံကန္တဝါဒခိတတိတမံဘူမိဘာဂံရမဏိယံတဲ့
ဒါသူ့ရဲ့ပါဠိအရင်ပဲဟုတ်ပြီနော်ဒါမဲ့လို့ဒီတိုင်းမှတ်မယ်ဆိုသူတော်ကောင်းတို့ခေါင်းတွေဘာဖြစ်သွားမှာတော့ပါဠိလိုမှတ်မယ်ဆိုရင်ဘာဖြစ်သွားမှာလဲခြောင်သွားမှာလားပြောင်သွားမှာလားအဲ့ကြမြန်မာလိုလေးမမှတ်ရအောင်လားမှတ်ရမှာလားအဲ့ဆိုဒီဒေသနာတော်ကိုဘုရားရှင်ကိုရောမြတ်ကြီးသည်တခြားကိုဟောသလားတိတ်တဆိုတဲ့ယဟန်ကိုဟောသလားမဟုတ်လားဟောလားဒီဒေသနာတော်မှာဥပမာကိုရဲ့ဘုရားပေးထားခဲ့ပါတယ်ဥပမာဘယ်နှရက်ရှိဒီကိုရက်လေးကိုတော့မြန်မာလိုလေးမှတ်ပေးပါဟုတ်တယ်နော်ရှစ်သားတိတ်သားတဲ့လောကကြီးထဲမှာလေတဲ့လမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားလေးရှိပါတယ်ပထမဥပမာကဘယ်လိုပေးလမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားရှိပါတယ်ယောက်ျားတစ်ယောက်ရှိပါတယ်ဟုတ်တယ်နော်လမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားတစ်ယောက်ရှိပါတယ်မကျွမ်းကျင်တယ်ဆိုတော့တခြားလားမလိမ္မာတာပဲလားမလိမ္မာတာဒီခြားလားမကျွမ်းကျင်တာပဲလားဘယ်နေရာမကျွမ်းကျင်လမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတစ်ယောက်ဘာလဲတော့လမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတစ်ယောက်ဒါဆိုရင်ဥပမာတစ်ရက်လေးမသိဘူးလားသိသွားပြီလားဘယ်လိုသိဒါဆိုရင်ခင်ဗျားတို့သူတော်ကောင်းတို့ရဲ့ဉာဏ်နဲ့မှာဖရာအဆုံးအမတစ်ခုမကိန်းဘူးလားကိန်းသွားပြီလားဘယ်လိုကိန်းလမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတရားဒုတိယကကျတော့လမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားဒုတိယဥပမာကဘာပါလဲဒါဆိုရင်သူတော်ကောင်းတို့ပန်ထောပမာဒေသနာတော်မှာသူတော်ကောင်းတို့ဥပမာဘယ်နှရက်သည်တိသွားတဲ့နေရာကဘယ်သူပါလဲလမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားရသွားပြီနော်လမ်းနမွာကတခုဘာပါလဲခက်လားလွယ်လေးဟုတ်တယ်နော်ပြောလိုက်တော့မလွယ်လားလွယ်လားမပြောရင်ကြတော့ခက်တယ်ဥစဉ်လဲခက်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီပန္တောပမဒေသနာတော်မှာသူတော်ကောင်းတို့တွေဥပမာဘယ်နှရက်သိသွားပြီးတော့သိသွားတဲ့၃ရက်ကဘယ်လိုတွေသိသွားတာပါလဲလမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းနမွာကတခုပြီးတော့ဘယ်လမ်းနဲ့ညာလမ်းဘာနဲ့ပါလဲအဲ့ဆိုရင်ဥပမာဘယ်နှရက်သိသွားတဲ့၅ရက်ကဘယ်သူတွေပါလဲလမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းနမွာကတခုဘယ်လမ်းနဲ့ညာလမ်းရသွားပြီနော်နံပါတ်6ကကျတော့ကြောက်စရာကောင်းတဲ့တောအုပ်ကြီးတွေးမယ်ဘာပါလဲကြောက်စရာကောင်းတဲ့တောအုပ်ကြီးတွေးမယ်ဘာတွေးမှာပါလဲကြောက်စရာကောင်းတဲ့တောအုပ်ကြီးတွေးမယ်အဲ့ဆိုရင်ဥပမာဘယ်နှရက်သိသွားတဲ့6ရက်ကဘာတွေပါလဲလမ်း၌မကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းနမွာကတခုဘယ်လမ်းနဲ့ညာလမ်းကြောက်စရာကောင်းတဲ့တောအုပ်ကြီးတွေးမယ်ရပြီနော်ဟောကြီးမာတဲ့နွန်အိုင်တွေးမယ်ဘာပါလဲကြီးမာတဲ့နွန်အိုင်မဟန်တန်ဆိုတာအကြီးကြီးပြောတာနေနန်းဆိုတာကတော့နှက်ဆိုင်နဲ့ပန်လန်လန်းဆိုတာရွှွညုံကိုပြောတာဒါကိုပဲကြီးမာတဲ့နွန်အိုင်ကြီးတွေးမယ်နံပါတ်နော်ခုနှစ်ဥပမာကဘာပါလဲကြီးမာတဲ့နွန်အိုင်ကြီးတွေးမယ်အဲ့ဆိုရင်ဥပမာဘယ်နှရက်သိသွားပြီးတော့သိသွားတဲ့9ရက်ကဘယ်သူတွေပါလဲလမ်းခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းနမွာကတခုဘယ်လမ်းနဲ့ညာလမ်းကြောက်စရာကောင်းတဲ့တောအုပ်ကြီးတွေးမယ်ကြီးမားတယ်နွန်အိုင်တွေးမယ်ပြီးရင်6ကမ်းပါပြတ်တွေးမယ်ဘာပါလဲ8ခုမြောက်ဥပမာကဘယ်သူပါလဲ6ကမ်းပါပြတ်တွေးမယ်အဲ့ဆိုဥပမာဘယ်နှရက်သိသွားတဲ့ဥပမာရှိရက်ကဘယ်သူတွေပါလဲလမ်းခရီး၌
မကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းနှမွားကတခုပေလန်းနဲ့ငါလန်းကြောက်เสียကောင်းတဲ့တောကြီးတွေမယ်ကြီးမာတဲ့နွန်အိုင်တွေမယ်6ကမ်းပါပြတ်တွေမယ်ပြီးတဲ့ခါကျတော့မွေးလျော်ပွဲကောင်းတဲ့မြေပြန့်လွင်ပြင်တွေမယ်မွေးလျော်ပွဲကောင်းတဲ့မြေပြန့်လွင်ပြင်ကိုတွေးပါမယ်ဒါဒီတခြားလားပန်ထောပမဒေသနာပဲလားသူတော်ကောင်းတို့တွေဥပမာဘဏ္ဍယတ်တိတိသွားတဲ့ကိုရက်ကဘလို့တွေတိသွားတာပါလေလက်ခရီး၌မကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းခရီး၌ကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းနှမွားကတခုပေလန်းနဲ့ညာလန်းကြောက်เสียကောင်းတဲ့တောကြီးတွေ့မယ်ကြီးမာတဲ့နွန်အိုင်တွေ့မယ်6ကမ်းပါပြတ်တွေ့မယ်မွေးလျော်ပွဲကောင်းတဲ့မြေပြန့်လွင်ပြင်တွေ့မယ်ဒါဒီရဲ့တခြားလားမာတိကာပဲလားမာတိကာဒီတော့ခေါင်းစဉ်နေနဲ့ဘယ်နှခုရှိ9ခုရှိတယ်ဒီ9ခုကိုတပြိုင်တည်းဟောလို့အစဉ်ပြေနိုင်ပါမလားဟမ်ပြေနိုင်ပါမလား9ခုလို့ဗျိုင်ဟောလိုက်ရင်ဘာဖြစ်သွားမှာတော့ပြန်တော့မယ်ဖရာဟုတ်တယ်နော်အဲ့ကြတော့သူတော်ကောင်းတို့ဒီဒေသနာတော်မှာဥပမာ9ရက်မရှိလားရှိလားဒါလေးကိုအကြောင်းကျိုးဆက်မဲ့ဆိုရင်လက်ခီမှာမကျွမ်းကျင်တဲ့ယောက်ျားတစ်ယောက်မရှိဘူးလားရှိသလားအဲ့ဒီလန်ခီမှာမကျွမ်းကျင်တဲ့ယောက်ျားသည်တဲ့လန်ခီမှာကျွမ်းကျင်တဲ့ယောက်ျားကိုလမ်းလေးမေးလိုက်ပါတယ်ဘာမေးလိုက်တော့လန်ခီကိုမေးလိုက်ပါတယ်လမ်းမမေးဘူးလားမေးလားမေးလိုက်တဲ့အခါကျလန်ခီမှာကျွမ်းကျင်တဲ့ယောက်ျားကလန်ခီမှာမကျွမ်းကျင်တဲ့ယောက်ျားကိုခေါ်ပြီးတော့လမ်းကိုမပြဘူးလားပြသလားအေဟိဘောပုရိတာတဲ့အမောင်လာပါတဲ့နော်အမောင်လာပါတဲ့ဒီလမ်းနဲ့ဒီခရီးကိုတွားလိုက်ပါအဲ့ဒီလိုတွားလို့ခဏလေးတွားတယ်ဆိုရင်မင်းလမ်းနှမွားကိုတွေ့ပါလိမ့်မယ်ဘာလဲတော့လမ်းနှမွားကိုတွေ့ပါလိမ့်မယ်လမ်းမညွန်ဘူးလားညွန်နေလားအဲ့လိုလမ်းညွန်တာဒီလမ်းခီးမှာကျွမ်းကျင်တဲ့သူကလမ်းခီးမှာမကျွမ်းကျင်တဲ့သူကိုလမ်းကိုမညွန်ဘူးလားညွန်သလားညွန်လိုက်တဲ့အခါကျတော့ခဏလေးသွားတဲ့အချိန်အရင်ဆုံးဘာတွေ့မလဲတော့လမ်းနှမွာကိုတွေ့ပါလိမ့်မယ်အဲ့ဒီလမ်းနှမွာမှာလေတဲ့ဘယ်လမ်းနဲ့ညာလမ်းရှိပါတယ်ဘာလမ်းနဲ့ဘာလမ်းရှိအဲ့ဒီဘယ်လမ်းနဲ့ညာလမ်းမှာတဲ့ဘယ်လမ်းကိုစွန့်ပြီးတော့ညာလမ်းအတိုင်းလိုက်ပါဘာလမ်းကိုစွန့်ရမှာပါလေညာလမ်းကိုလိုက်ပါလိုက်တဲ့အခါကျတော့ခဏလေးသွားလိုက်တယ်ဆိုရင်တခြားတွေ့မှာလားကြောက်เสียကောင်းတဲ့တောအုပ်ကြီးတွေ့မှာလားအဲ့ဒီကြောက်เสียကောင်းတဲ့တောအုပ်ထဲမှာလဲမျက်စိလဲလမ်းမာပြီးတော့မှအချိန်မဖြုံလိုက်ပါနဲ့ဟုတ်တယ်နော်မိလျော့ပြီးတော့မနေပါနဲ့အဲ့ဒီကြောက်เสียကောင်းတဲ့တောအုပ်ကလွန်အောင်ရှေ့ကိုဆက်ပြီးတော့တခဏလေးသွားလိုက်ပါဆက်ပြီးတော့မသွားခိုင်းဘူးလားသွားခိုင်းလားအဲ့လိုတခဏလေးသွားလိုက်တဲ့အခါကျတော့ကြီးမားတဲ့နွန်အိုင်ကြီးထပ်တွေ့ပါလိမ့်မယ်ဘာတွေ့မတဲ့တော့ကြီးမားတဲ့နွန်အိုင်ကြီးအဲ့ဒီနွန်အိုင်ထဲမှာလည်းအကြမခံပါနဲ့ဘာလဲနွန်အိုင်ထဲမှာလည်းအကြမခံပါနဲ့အဲ့ဒီနွန်အိုင်ကလည်းလွတ်မြောက်အောင်မသွားခိုင်းဘူးလားသွားခိုင်းသလားတိနာမူဟုတ်တန်ကိစ္စတဲ့အဲ့ဒီပါဠိလေးကတော့ဒီနေရာမှာအကုန်ပါနေတယ်အဲ့ကျတော့ဒီကြောက်เสียကြီးမားတဲ့နွန်အိုင်ကလွတ်အောင်မသွားရလားသွားရမှာလားအဲ့ဒီနွန်အိုင်ကလွတ်အောင်သွားလိုက်တယ်ဆိုရင်တခြားတွေမှာလားကြောက်เสียကောင်းတဲ့6ကမ်းပါးပြည့်ကြီးတွေမှာလားကြောက်เสียကောင်းတဲ့6ကမ်းပါးပြည့်ကြီးတွေလည်းအကြမခံပါနဲ့လွန်အောင်သွားလိုက်ပါအောင်တခဏလောက်သွားလိုက်တယ်ဆိုရင်ဟောဒီမှာတော့မွေလျော်ပွဲကောင်းတဲ့မြေပြန့်လွင်မြင်ကိုရောက်ပါလိမ့်မယ်ဟုတ်တယ်နော်ဒါကြတော့အနုတန်လေးမဆက်ဆက်မိလားဆက်ဆက်မိလားအဲ့ဒီမှာဒီလိုလေးလဲဟောလိုက်တဲ့အခါကျတော့ချစ်တာတဲ့ဒီဥပမာလေးတွေကိုမင်းနာလဲမယ်ဆိုရင်မင်းအတွက်နိဗ္ဗာန်ကိုမြင်ပေါက်ပြုနိုင်ပါလိမ့်မယ်ဖခင်ကတိတ်တဆိုတဲ့ယဟန်ကိုမဟုတ်လားဟောလားဒါမဲ့လို့ဖခင်မမို့ဒီလောက်လေးခေါ်ယုံနဲ့တိတ်တကညံမိနိုင်မှာမလားမမိနိုင်တဲ့အခါကျတိတ်တဆိုတဲ့ယဟန်ကမြတ်စွာဘုရားကိုရှောက်ပါပြီဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားဆုံးမခဲ့တဲ့ဒီပန်ထောပမဒေသနာတော်မှာဘုရားတပည့်တော်အနေနဲ့ဥပမာလေးတွေကိုအကြောင်းကျိုးတော့ဆက်ဆက်မိတာမှန်ပါ၏
ဒီဥပမာအတိုင်းနော်လန်ခီနဲ့မကျွမ်းကျင်တဲ့ယောက်ျားကဘယ်သူလန်ခီမှာကျွမ်းကျင်တဲ့ယောက်ျားကဘယ်သူလန်နမွားကဘာကိုဆိုတဲ့ဘေလန်းကဘာကိုပြောညာလန်းကဘာကိုဆိုတဲ့ကြောက်စရာကောင်းတဲ့တော်အုပ်ကဘာကိုပြောကြီးမားတဲ့နွန်အိုင်းဆိုတာဘာကိုဆိုတဲ့နော်ကြောက်စရာကောင်းတဲ့6ကမ်းမပြက်ကြီးဆိုတာဘာကိုပြောပါတယ်မြေပြန့်တွင်မြေဘာကိုဆိုတဲ့ဆိုတာကိုတပည့်တော်ရဲ့ဉာဏ်နဲ့မှမထင်ပါဘူးဖေယားဒါကြောင့်မို့တပည့်တော်ကိုတနာတော်အဖြစ်ဒီဥပမာနဲ့ကိုက်ညီတဲ့ဥပမေယလေးတွေကိုတနာတော်အဖြစ်မိန့်ကြားတော်မူပါဖေယားတိတ်တဆိုတဲ့ယဟန်ကမလျှောက်ဘူးလားလျှောက်လားအဲ့ဒီမှာဖေယားကဟောလိုက်ပြီနော်တေယထာပိတိတ်တအမေကာကုသလောတိခောတိတ်တပုထုဇနတေတံအဓိဝဆနံတဲ့ချစ်သားတိတ်တာတဲ့အမေကကုသလောပုရိသောတိလန်ခီမှာမကျွမ်းကျင်တဲ့ယောက်ျားဆိုတာတခြားမဟုတ်ပါဘူးတဲ့ပုထုဇနတေတံအဓိဝဆနံဧတံဤနော်လန်ခီနိုင်မကျွမ်းကျင်တဲ့ဆိုတဲ့နော်နာမည်သည်ပုထုဇနနံပုထုဇဉ်တို့ဤအဓိဝဆနံအမိပါပေသည်တဲ့ဒါကစာလို့ပြောလိုက်တာပေါ့သူတော်ကောင်းတို့ကျတော့တိလိုက်ရမှာသည်လန်ခီမှာမကျွမ်းကျင်တဲ့သူဆိုတာတခြားလားပုထုဇဉ်တို့ရဲ့နာမည်ပဲလားပုထုဇဉ်တို့ရဲ့နာမည်ဆိုတာဒီလန်ခီမှာကျွမ်းကျင်တဲ့စည်ရင်ထဲမှာပါနေသလားလန်ခီမှာမကျွမ်းကျင်တဲ့စည်ရင်ထဲမှာပါနေသလားမပါဘူးလားပါသလားအဲ့ဆိုသူတော်ကောင်းတို့ဒီခုတရားစခန်းဝင်ရတဲ့ပရိသတ်900ကျော်ဦးစင်းကအစာအလုံးယဟန္တာဘယ်နှယောက်ပါသောတာပန်ရောတက္ကဒါဂံရောအနာဂံရောမပါဘူးဆိုတော့ဘယ်အဆင့်နဲ့ပါအဲ့ဆိုရင်လန်ခီမှာကျွမ်းကျင်သလားလန်ခီမှာမကျွမ်းကျင်ဘူးလားလန်ခီမှာမကျွမ်းကျင်ဘူးဆိုတော့လမ်းမှန်ပေါ်ရောက်မလားလမ်းမကြီးကိုရှောက်ကြမှာလားအဲ့ကြတော့ဒီပုထုဇဉ်တွေရဲ့အပြစ်အကြီးပုံလေးကိုမသိသေးဘူးလားသိသေးလားဒါကိုပဲဦးဇင်းတို့တောင်မြုပ်ကဏ္ဍရုံဆရာတော်ဘုရားကြီးကမိန့်ထားပါတယ်ဖျားရှင်တော်မပွင့်ပေါ်လျင်လူတော်အများစိတ်ကောင်းထားလေဤကားကုသိုလ်အာကုသိုလ်နှင့်ထိုဘုံဘဝမတိယများလာအပြစ်တွေဟုတ်တယ်နော်လမ်းပြမဲ့လမ်းပြမှာလက်ခီးမှာကျွမ်းကျင်တဲ့မြတ်စွာဘုရားမှာမပွင့်မပေါ်လာဘူးဆိုရင်သူတော်ကောင်းတို့ဦးဇင်းတို့တွေဘလောက်ကြီးပဲစိတ်ထားကောင်း၍ကောင်း냐တော်လေနော်ကောင်းမှုနဲ့မကောင်းမှုကိုခွဲခြားပြီးတော့သိနိုင်ပါမလားမသိနိုင်ဘူးဆိုရင်ကောင်းမှုမှာမွေ့လျော်ကြမှာလားမကောင်းမှုမှာပဲမွေ့လျော်မှာလားမကောင်းမှုမှာမွေ့လျော်တဲ့တော့ပုထုဇဉ်ဖြစ်နေတွေ့ကြုံနေရတာဒီကိလေသာပါလို့လားကိလေသာထူလို့လားကိလေသာထူလို့ပါအမို့တော့ကိလေသာထူတာဒီခြားလားပုထုဇဉ်တွေပဲလားအဲ့ကြတော့ပုထုဇဉ်ဆိုတော့ယဟန်ပုထုဇဉ်ပဲဖြစ်ဖြစ်လူပုထုဇဉ်ပဲဖြစ်ဖြစ်တိလရှင်ပုထုဇဉ်ပဲဖြစ်ဖြစ်နော်အမျိုးသမီးပုထုဇဉ်ပဲဖြစ်ဖြစ်နတ်ပုထုဇဉ်ပဲဖြစ်ဖြစ်ဗြဟ္မာပုထုဇဉ်ပဲဖြစ်ဖြစ်ကိလေသာသည်ပါသလားကိလေသာထူသလားကိလေသာထူတဲ့ခါကျတော့ तू မလုပ်ရတဲ့အလုပ်ရှိနိုင်ပါမလားမှတ်ပါသူတော်ကောင်းတို့ရေပုထုဇဉ်ဆိုရင်ပုထုဇဉ်စိတ်ပဲပေါ်မယ်ပုထုဇဉ်တွေဆိုရင်ဘာစိတ်ပဲပေါ်အဲ့ကြတော့ပုထုဇဉ်တွေရဲ့စိတ်ဆိုတာကိလေသာပါသလားကိလေသာထူသလားအဲ့ကြတော့ကောင်းမှုမှာမွေ့လျော်မှာလားမကောင်းမှုမှာမွေ့လျော်မှာလားမကောင်းမှုမှာမွေ့လျော်လိုက်တာနဲ့တပြိုင်နက်လန်ခကြီးကိုကျွမ်းကျင်သလားလန်ခကြီးကိုမကျွမ်းကျင်တော့ဘူးလားလန်ခကြီးမှာမကျွမ်းကျင်ဘူးဆိုရင်လွတ်လန်းပေါ်ရောက်မှာလားလေလန်းမှာပဲတောင်းတင်နေမှာလားသူတော်ကောင်းတို့တွေမနက်ကကျေးဇူးပြုခဲ့တယ်ဟောဒီခန္ဓာဖြစ်စဉ်ဆိုတဲ့တော့ဆက်ဝိုင်းဒေသနာတော်ကြီးမှာလေလန်းဘယ်နှသွဲပါဘယ်နှသွဲပါရှစ်သွဲကဘယ်သူတွေပါလဲမူလနှဖျားကတသွဲသစ္စာနှစ်ခုကတသွဲလေးခုအလွားကတသွဲအင်္ဂါ12ပါးကတသွဲ3ပါးအစကတသွဲဝတ်3ဝါကတသွဲကာလ3ပြားကတသွဲချီးရ20ကတသွဲရှစ်သွဲမပါဘူးလားပါသလားအဲ့ဒီရှစ်သွဲသည်လွတ်လန်းလားလေလန်းလားလမ်းမှန်လားလမ်းမကြီးလားအဲ့ဒီလမ်းမဆိုတဲ့လေလန်းကြီးကိုမလျှောက်ကြဘူးလားလျှောက်ခဲ့ကြသလားလျှောက်ခဲ့တာဒီလမ်းမှန်ပေါ်ရောက်လို့လားလမ်းမကြီးကိုလျှောက်လမ်းမှန်ကိုတီးခဲ့ပါရဲ့လားလမ်းမကြီးကိုရှောက်နေတာပါပဲဆိုလမ်းမကြီးကိုတီးခဲ့လို့လားမတီးခဲ့လို့လားမတီးခဲ့တဲ့ခါကျတော့သူတို့ကောင်းလို့ဦးဇင်းတို့တွေလမ်းမကြီးမှာပဲစင်ကန်းတော်ပြီးတော့ကြိုးစားခဲ့ကြတယ်
မကြိုးစားဘူးလားကြိုးစားလားကိုတော့ဘာကောင်းကြီးလို့မတွက်လိမ့်နဲ့ခန္ဓာရထားတယ်ဆိုတဲ့ကိုကလမ်းမှန်ပေါ်ရောက်နေလို့လားလမ်းမပေါ်ကိုရှောက်နေသလားအပြင်အဲ့ဒီလမ်းမပေါ်ရှောက်လိုက်တာနဲ့တပြိုင်နက်သူတော်ကောင်းတို့ဦးဇင်းတို့တွေဒီချမ်းသာမှလားဆင်းရဲမှလားအဲ့လိုဆင်းရဲမဲ့ဆိုတော့ကဘလို့ဆင်းရဲလဲနော်အပြစ်တကားဟူသမျှတို့ဒီတခြားလားပုထုဇဉ်ဖြစ်ချင်းဒီသားလေးအကြောင်းရင်းမရှိကုန်ဘူးလားရှိကုန်သလားမှတ်ထားသူတော်ကောင်းတို့ရေတန်တရားထဲမှာဆိုတာဒီအန္တရာယ်တွေကင်းသလားအန္တရာယ်တွေများသလားဒါမို့ဒီနေရာမှာဥပမာလေးပေးထားခဲ့တယ်ဟုတ်တယ်နော်ပုထုဇဉ်အဖြစ်နဲ့တန်တရားလည်းမဲ့ဆိုရင်တဲ့နော်မခိုင်မြဲတဲ့ငပြောဖောင်ကိုစီးပြီးတော့မှသမုဒ္ဒရာကိုဖျက်တာနဲ့မတူဘူးလားတူသလားဟုတ်တယ်နော်ဘာကိုစီးတာတော့မခိုင်မြဲတဲ့ငပြောဖောင်ဆိုတာအနစ်ရှိရဲ့လားခိုင်မြဲပါရဲ့လားအဲ့ဒီမခိုင်မြဲတဲ့ငပြောဖောင်ကိုစီးပြီးတော့မှသမုဒ္ဒရာတွေကိုဖျက်မယ်ဆိုရင်သမုဒ္ဒရာဆိုတာဒီအန္တရာယ်ကင်းတဲ့နေရာလားအန္တရာယ်တွေများတဲ့နေရာလားအဲဆိုရင်ဒီအန္တရာယ်တွေများတဲ့နေရာကိုမခိုင်မြဲတဲ့ငပြောဖောင်နဲ့ဖျက်မယ်ဆိုရင်ဒီဖောင်ပိုင်ရှင်ဒီချမ်းသာမှလားဆင်းရဲမှလားတန်တရားထဲမှာရှိတဲ့ဘေးအလုံးစုံကိုတွေ့ရသလိုပဲပင်လယ်ထဲမှာရှိနေတဲ့သမုဒ္ဒရာထဲမှာရှိတဲ့ဘေးအန္တရာယ်အလုံးစုံကိုတွေ့ရသလိုပဲသူတော်ကောင်းတို့ဦးဇင်းတို့တွေလည်းဟောဒီပုထုဇဉ်အဖြစ်နဲ့တာတန်တရားကျင်လည်မယ်ဆိုရင်တန်တရားဘေးဆိုအလုံးစုံနဲ့မတွေ့နိုင်ဘူးလားတွေ့နိုင်သလားတန်တရားထဲမှာဒီအန္တရာယ်ရှင်းသလားအန္တရာယ်တွေများသလားအပယ်လေးပါးဘေးဗမာရှိအန္တရာယ်တန်တရားထဲမှာရှိတယ်အပယ်လေးပါးဘေးဗမာရှိတန်တရားထဲမှာမရှိလားရှိလားသူတော်ကောင်းတို့ရေတန်တရားထဲမှာနော်အပယ်လေးပါးဘေးမရှိလားရှိလားငရဲတလိษံပိတ္တာအတူရကဲဘယ်ထဲမှာရှိတန်တရားထဲမှာရှိတယ်မရှိလားရှိလားရပ်ပြရှိပါဘေးဗမာရှိမရှိလားရှိသလားရန်သူမျိုး၅ပါးဘေးဗမာရှိဗျတနာတရား၅ပါးဘေးဗမာရှိဝိပတ္တိတရား၄ပါးဗမာရှိဟုတ်တယ်နော်သူတော်ကောင်းတို့တွေကမ္မကရဏဆိုတဲ့နှိစ္စမှုတန်32မျိုးလဲဗမာရှိတန်တရားထဲမှာရှိတယ်အလုံးစုံကိုမတွေ့နိုင်ဘူးလားတွေ့နိုင်သလားသူတော်ကောင်းတို့တွေအခုကြမှာသူတော်ကောင်းတို့နော်တနေရာမှာအနှိမ့်ဆက်ခံနေရတယ်အပိုက်မိုက်ခုတ်ခံနေရတယ်ဆိုတာအဲ့ဒီမှာပဲလမ်းမဆုံးနဲ့ငါလည်းပုထုဇဉ်အဖြစ်ကမလွတ်ဘူးဆိုရင်ဒီဘေးတွေမတွေ့နိုင်ဘူးလားတွေ့နိုင်သလားဒါမို့သူတော်ကောင်းတို့ရေအပြစ်တကားဟူသမျှတို့ဒီတခြားလားပုထုဇဉ်ဖြစ်ချင်းဒီသားလေးအကြောင်းရင်းရှိသလားမရှိဘူးလားရှိသလားအပြင်ပုထုဇဉ်အဖြစ်နဲ့သူတော်ကောင်းတို့တွေဒီအန္တရာယ်လုံးစုံနဲ့တွေ့ကြုံရတာဒီလမ်းခရီးမှာကျွမ်းကျင်လို့လားမကျွမ်းကျင်လို့လားဒီနေရာမှာသိဖို့အတွက်သူတော်ကောင်းတို့ဦးဇင်းတို့ဒီဖရာသာသနာတော်မှာအရှင်လက်မြေမျိုးခံရတဲ့သူဘယ်နှယောက်ရှိငါထဲဘုဟုတုတာတွေပြည့်စုံလိုက်ကြတာ9ယောက်ရှိတယ်9ယောက်ရှိတယ်ဘယ်နှယောက်ရှိဘယ်သူတွေပါလဲဟုတ်ပြီပြီးတော့ကောကြည်နှစ်ခွက်ကြံသေးတယ်ဟုတ်တယ်နော်မှန်တယ်ဒီရှင်တေဝရမှန်တယ်ဇိဇမာနမှန်တယ်တုတ်ပါဗုဒ္ဓမှန်တယ်နန္ဒကဘလူဘယ်သူလဲတော့နန္ဒကဘလူပြီးရင်နန္ဒလူလင်ဘယ်သူလဲတော့နန္ဒလူလင်သူတော်ကောင်းတို့တွေ့ကြည့်လိုက်လေရှင်တေဝရဟုတ်တယ်နော်မရှိလားရှိလားအရှင်လက်ဘာဖြစ်မြေမျိုးတာမမျိုးလားမျိုးလားမျိုးတယ်နော်သူတော်ကောင်းတို့ကြီးအဲ့ကြတော့သူဒီရှင်တေဝရမြေမျိုးရတာသည်တခြားလားကံကြီးထိုက်သွားတာပဲလားဘယ်နှကန်ထိုက်လုံးချမှန်သိတာလေနှကန်မထိုက်ဘူးလားထိုက်လားဟုတ်တယ်လေဖျားကိုသွေးစိမ့်ထွက်အောင်ပြုတာဘယ်သူတဲ့တော့ရှင်တေဝရလောဟိတုပ္ပါဒကကံမကျူးလွန်လိုက်လားကျူးလွန်လိုက်လားဟုတ်တယ်နော်ဖရာသူ့ကြောင့်ဖရာရဲ့နော်ရှင်းမတော့ကွဲပြီးတော့မှသွေးစိမ့်မထွက်ဘူးလားထွက်သလားတခြားလားလောဟိတုပ္ပါဒကကံမဲလားဟိုလိုပြောနော်မြန်မာလိုပြောနော်တခြားလားဖရာကိုသွေးစိမ့်ထွက်အောင်ပြုတဲ့ကံမဲလားကံကြီးလားကံသေးလားကံကြီးလားအဲ့ဒီဖရာကိုသွေးစိမ့်ထွက်အောင်ပြုတဲ့လောဟိတုပ္ပါဒကကံကျူလို့ရင်တခြားရောက်ရမှာလားအဝီစီရောက်ရမှာလားနောက်တစ်ခါကျတော့တန်ဃာတင်းလဲ तू မခွဲဘူးလားခွဲသလားတန်ဃာတင်းခွဲတာဒီခြားလားကံကြီးထိုက်တာပဲလားကံကြီးထိုက်လိုက်တဲ့ခါကျတော့ဒီကံကြီးနဲ့ကံကအကျိုးပေးလိုက်ပြီဖယားရှင်တေဝရကိုဗျာဒိတ်မပေးဘူးလားပေးသလား
ဒီဝဒဟာတန်ခါတင်းခွဲပြီးတဲ့ကောငါဖျားကိုဖူခွင့်မရတော့ဘူးဟုတ်တယ်နော်ဗျာဒိတ်မပေးလိုက်လားပေးလိုက်လားဗျာဒိတ်ပေးတဲ့အတိုင်းပဲလေဟောဒီရှင်ဒေဝဒတ်ဒီအရှင်လက်ဘာဖြစ်ရတယ်တော့မြေမျိုးရတာဒါမဲ့လို့ဒါကဒီဝတ္ထုသွားအရာပြောတော့တာကံကြီးထိုက်ပြီးတော့မှရှင်ဒေဝဒတ်ကမြေမျိုးရတာဒါဖြင့်အဲ့ဒီမြေမျိုးတတ်တဲ့မြေမျိုးရတဲ့တော့ကိုကျိုးနဲ့ပွဲဇတ်ထုတ်ကြီးကိုခင်ရတဲ့ရှင်ဒေဝဒတ်ဒီအရိယာဖြစ်လို့လားပုထုဇဉ်ဖြစ်နေလို့လားဘာဖြစ်နေလို့လဲပုထုဇဉ်ဖြစ်တဲ့ခါကျတော့လမ်းခရီးမှာကျွမ်းကျင်သလားမကျွမ်းကျင်ဘူးလားလမ်းဘယ်နှလမ်းမကျွမ်းကျင်နှစ်လမ်းကံလမ်းနဲ့ဉာဏ်လမ်းနှစ်လမ်းလို့သူကျွမ်းကျင်လို့လားမကျွမ်းကျင်လို့လားဘယ်လိုမကျွမ်းကျင်တယ်လဲအော်ငါဖယားကိုဒီလိုလက်လာပါကိုငဲ့ပြီးတော့မှဖယားကိုတွေးစိတ်ထင်တွေးစိတ်ရှင်ဖြစ်တဲ့တော့ကံကြီးကိုငါကျူလွန်လိုက်ရင်ငါအဝီစီငရဲကိုအရှင်လက်မြင်မျိုးရလိမ့်မယ်ဆိုတဲ့ကံရဲ့အကျိုးကို तू သိလို့လားမသိလို့လားဒါပေမဲ့ကံအကျိုးကိုမသိတဲ့ရှင်ဒေဝရကြီးဒီလမ်းခရီးမှာကျွမ်းကျင်သလားမကျွမ်းကျင်ဘူးလားမကျွမ်းကျင်လို့မို့ तू ဒီလမ်းမကြီးကိုမရှာဘူးလားရှောက်သလားလမ်းမကြီးကိုရှောက်လိုက်တဲ့အခါကျတော့ချမ်းသာတဲ့လမ်းလားဆင်းရဲတဲ့လမ်းလားကိုကျိုးမနေဘူးလားနေလားရှင်ဒေဝရလည်းအရှင်လက်မြင်မျိုးတာဟုတ်တယ်နော်နောက်ထပ်ဘာသူလဲတော့ဇိဇမာနဟုတ်တယ်နော်မြင်မမျိုးခံရောက်လားမျိုးခံရလားဘာကြောင့်မြင်မျိုးဖယားကိုစွတ်ဆွဲတာမစွတ်ဆွဲဘူးလားစွတ်ဆွဲလားမချောဘူးလားချောသလားတော်တော်ကိုရုပ်ဆင်းယူပကာရတော်တော်ချောတဲ့နော်အမျိုးသမီးသူတော်ကောင်းတို့လိုအမိဝန္ဒနာမှာပရိတန်နေခဲ့ရတာမဟုတ်ဘူးနာမည်ကိုကဇိဇမာနနော်မကြီးပေမှာပဋိတန်နေဥပ္ပန္နောတန်တေရဇပဋိတန်နေနဲ့လူဖြစ်ခဲ့တဲ့အမျိုးသမီးအသားအရည်လည်းကောင်းတယ်သို့တော်ညာလဲဒီဇိဇမာနဒီလန်ခီမှာကျွမ်းကျင်တဲ့အနေထားနဲ့တွေ့ကြုံနေသလားလန်ခီမှာမကျွမ်းကျင်တဲ့အနေထားနဲ့ရင်ဆိုင်ရသလားဘလို့ရင်ဆိုင်တယ်လဲသူဖျားကိုလက်ညှိုးငေါပြိတ္တတဲမှာအရှက်မခွဲဘူးလားခွဲသလားဟုတ်တယ်နော်အောင်ကြီးရှိပါတယ်မှာပါတယ်လေသူ့ဘိုက်ကိုဘာဖုံးတာတော့ကျင်ချက်ဖုံးတယ်မဖုံးလားဖုံးလားဖျားကိုမဆွတ်ဆွဲဘူးလားဆွတ်ဆွဲလားဆွတ်ဆွဲလိုက်တဲ့အခါကျဖျားသူ့ကိုမတွားခိုင်းလိုက်ဘူးလားတွားခိုင်းလိုက်လားတွားခိုင်းလိုက်တယ်ဖျားရဲ့မျက်ကွယ်လဲရောက်ရောဇိဇမာနာကြီးဘာဖြစ်မြေမျိုးသွားတယ်ဒါဖြင့်မြေမျိုးသွားတဲ့ကိုကျိုးနဲ့ပွဲဇတ်ထုတ်ကြီးကိုဇိဇမာနာနွဲရတာဒီသူတော်ကောင်းတို့တွေလန်ခီမှာကျွမ်းကျင်လို့လားမကျွမ်းကျင်လို့လားဝတ္ထုသွားအရာကတော့ဇိဇမာနာဖျားကိုပြစ်မှာလို့အရှင်လက်မြေမျိုးတယ်ဟောဒီပန်ထောပမဒေသနာနဲ့ပြောမယ်ဆိုရင်ဒီဇိဇမာနဒီအတုလံအတုမရှိတဲ့မြတ်စွာဘုရားကိုဒီလိုဆွတ်ဆွဲရင်ငါကံကြီးထိုက်လိမ့်မယ်အဲ့ဒီလိုကံကြီးထိုက်ပြီးတော့ငါအရှင်လက်မြင်မျိုးရမယ်ဆိုတဲ့ကံအကျိုးကို तू တီလို့လားမတီလို့လားမတီလို့ပါဘူးဩကံကျိုးလည်း तू မတီဘူးဉာဏ်လန်းကို तू တီနိုင်ပါမလားဘလို့မသိသလဲ။အော်ဖျားနာမှာငါတစ္ဆာတရားတွေနာကြလိုက်မယ်ဆိုရင်အဲ့ဒီအကျင့်တိုင်းငါစူးစမ်းမယ်ဆိုရင်ငါဒုက္ခကလွတ်မြောက်မယ်ဆိုတဲ့ဉာဏ်လန်းကို तू သိသလားမသိဘူးလားမသိတဲ့ခါကျတော့လမ်းခီးမှာကျွမ်းကျင်သလားမကျွမ်းကျင်ဘူးလားမကျွမ်းကျင်တဲ့ခါကျတော့လမ်းမှန်ကိုရှောင်မိသလားလမ်းမကြီးပေါ်ရောက်သွားသလားအဲ့ကျလမ်းမပေါ်ရောက်လိုက်တဲ့ခါကျတော့ကိုကျိုးမနေဘူးလားနေသလားအော်တတိယကဘယ်သူတဲ့တော့တုတ်ပါဗုဒ္ဓဘယ်သူတဲ့တော့တုတ်ပါဗုဒ္ဓကဖယားနဲ့ဆွေတော်မျိုးတော့ကင်းရဲ့လားရတော်တရားရဲ့အဖေဒေဝရရဲ့အဖေအရင်ခောက်ကြီးနော်သူ့ရဲ့သမီးကတာနော်ဣတတဲ့ရတဲ့ယဟန္တာမှာနော်မဟာသာဝကထဲမှာဖြစ်သွားတယ်သို့တော်ညာလေတုတ်ပါဗုဒ္ဓသည်ပုထုဇဉ်အဖြစ်နဲ့ဖယားရှင်ကိုမပြစ်မဘူးလားပြစ်မသလားဘလို့ပြစ်မဖယားကိုဆွန်းမစားရအောင်ဟုတ်တယ်နော်ရန်ညိုးဖွဲ့ပြီးတော့လက်မပိတ်ဘူးလားပိတ်လားကြည်စံငါသမီးကိုယူပြီးတော့ပြစ်ထားခဲ့တယ်ငါရဲ့သားဖြစ်တဲ့ရှင်ဒေဝဒကိုလည်းနော်ဒေဝဒလောင်းလျာကိုလည်းကြည်ပါအောင်ဟောသာသနာပေါင်းသွင်းပြီးတော့သူပဲပြစ်ထားခဲ့တယ်ဒီကိုတော့တက်တက်လုံးမကြည့်ဘူးနော်ဖယားကိုမပြစ်မဘူးလားပြစ်မသလားပြစ်မပြီးတော့အဲ့ဒီရန်ညိုးနဲ့ဖယားဆွန်းစားကြွမဲ့လမ်းမှာလမ်းမဖယ်ပဲနဲ့မပိတ်ဘူးလားပိတ်သလားအဲ့ဒီမှာသူတော်ကောင်းတို့သိပြီးသားပါဘုံ90မှာတက်နေတယ်ဟုတ်တယ်နော်ဒါပေမဲ့လို့သူ့ကိုဖယားဘယ်လိုပြားသိပေးလိုက်လဲ9ရက်ပြည့်တဲ့နေ့တုတ်ပါဗုဒ္ဓအရှင်လက်မြည်မျိုးမဲနေရလဲအတိအကျမပြောလားပြောလားသူ့ရဲ့နန်းတော်ခြေရင်တကားနာမှာမြည်မျိုးမဲဟုတ်တယ်နော်
အဲ့ကြတော့အရှင်လက်လက်မြင်မမျိုးလားမျိုးလားအပြင်ဒီသုဘဗုဒ္ဓဒီကြီးလည်းအရှင်လက်လက်မြင်မျိုးတဲ့ကိုကြိုးပွဲကြီးຫນွယ်ရတာဒီလန်ခီမှာကျွမ်းကျင်လို့လားလန်ခီမှာမကျွမ်းကျင်လို့လားမကျွမ်းကျင်တဲ့ခါကျတော့သူတော်ကောင်းတို့တွေအရိယာဖြစ်နေလို့လားပုထုဇဉ်ဖြစ်နေလို့လားဇတ်ထုတ်အရလို့တော့เนาะသုဘဗုဒ္ဓကြီးဖရာကိုပြင်မလို့မြင်မျိုးတယ်ဒီပန်ထောပမဒေသနာနဲ့ပြောမယ်ဆိုရင်တခြားလားလန်ခီမှာကျွမ်းကျင်လို့လားမကျွမ်းကျင်လို့လားလမ်းဘနဲ့သွဲမသိနဲ့သွဲမသိဘူးဘာလန်းနဲ့ဘာလန်းကံလန်းနဲ့ညံလန်းမသိပါဘူးကံလန်းဆိုတာအော်ငါဖះကိုဒီလိုပြင်မလိုက်မယ်ဆိုရင်ငါကံကြီးထိုက်တော့မယ်အရိယပါဝါဒကံထိုက်ပြီးတော့မှဖះကိုငါပြင်ပါခြင်းကြောင့်ငါမြင်မျိုးရလိမ့်မယ်လို့ကံလန်းကံရဲ့အကျိုးကိုသူသိပါရဲ့လားအော်ဖះနာမှာငါသမီးတော်လျှောက်တဲ့လမ်းပြတဲ့မက်ကီလန်းကိုငါသွားပြီးတော့မှလျှောက်ခွင့်ရအောင်ဖះနာမှာတရားနာရင်ငါတို့ကျွတ်လန်းလွတ်လန်းရှိတယ်ဆိုတဲ့ဉာဏ်လန်းကိုသုဘဗုဒ္ဓကြီးသိလို့လားမသိလို့လားမသိတဲ့ခါကျတော့လမ်းမှန်ပေါ်ရောက်သလားလမ်းမကြီးကိုလျှောက်သွားပြီလားမလျှောက်ဘူးလားလျှောက်လားလျှောက်တဲ့ခါကျတော့ကိုကြိုးမနေဘူးလားနေသလားနောက်ထပ်ဘယ်သူတဲ့တော့နန္ဒကဘလူနန္ဒကဘလူကြတော့သူကကြတော့ဖះကိုပြစ်မှားတာမဟုတ်ဘူးဘသူကိုပြစ်မှားပြောလေရှင်သာရိပုတ္တရာဘသူကိုပြစ်မှားတာတော့သူတော်ကောင်းတို့လည်းဥစဉ်တဲ့ဘုဖုဒ္ဓရာတွေပြည့်စုံတာဟုတ်ပြီနော်အတိချာလေးမှတ်ထားပြီသူတော်ကောင်းတို့ရှင်သာရိပုတ္တရာကြီးနိရောဓသမဘတ်လာပညာကြီးမှာမဝင်စားဘူးလားဝင်စားနေသလားကွင်းမြင်လေးမှာရှင်သာရိပုတ္တရာကနော်နိရောဓသမဘတ်ကိုဝင်စားနေတယ်ဖြစ်ချင်တော့လာပြီးနေဆိုတဲ့ခါကျတော့ရှင်သာရိပုတ္တရာခေါင်းကရိတ်ထားကစားဆိုတော့ခေါင်းကမပြောင်ဘူးလားပြောင်နေလားအဲ့မှာနန္ဒကဘလူကလာပြီးတော့မှသူတင်းပုတ်ကြီးနဲ့ဟာဒီခေါင်းမြောင်ကြီးတော့ငါရိုက်ချင်လိုက်တာလက်တဲ့ဆန္ဒပေါ့သူတော်ကောင်းတို့ခေတ်စကားနဲ့ပြောမယ်ဆိုတော့ဘာဆန္ဒတော့လက်တဲ့ဆန္ဒအနေနဲ့မရိုက်ဘူးလားရိုက်လိုက်လားနိရောဓသမဘတ်ဝင်စားနေတော့ရှင်သာရိပုတ္တရာခေါင်းကိုမထိပေမထိညာတော့လဲကံဒီမထိုက်ဘူးလားထိုက်သွားသလားရိုက်ပြီးတော့တင်းပုတ်လေးလဲချပြီးတော့ဒီကိုယ်လုံးပူလောင်ပြီးတော့မှအရှင်လက်လက်မြင်မြူရတာလမ်းမှန်ပေါ်ရောက်သွားသလားလမ်းမပေါ်ရှောက်သွားပြီလားဟုတ်တယ်နော်နောက်တစ်ခါကျတော့ဘယ်သူတဲ့တော့နန္ဒလူလင်ကြတော့ဖះကိုပြစ်မှားတာမဟုတ်ဘူးတဲ့ဥပ္ပလဝံထေရီဘယ်သူတဲ့တော့ဥပ္ပလဝံထေရီဆိုတာကတော့မချောဘူးလားချောလားနာမည်ကဥပ္ပလဝဏဥပ္ပလဝဏတိဥပ္ပလဝံထေရီလေဘုံမှာကြာလေးတို့တိတ်ချောတာတဲ့သူကလူဘဝတုန်းကကျတော့သူ့ကိုကြိုက်နေတဲ့ဒီနန္ဒမင်းသားလေးရှိတယ်ဒါပေမဲ့လို့ဥပ္ပလဝံထေရီကနော်ယဟန္တာနော်ယဟန်မပြုတ်လားယဟန္တာမဖြစ်ဘူးလားဖြစ်သွားလားအဲ့မှာဒီနန္ဒမင်းသားလေးကသွားပြီးတော့ပြစ်မှားတာပြစ်မှားလိုက်တဲ့ခါကျနော်ဟိုလိုပြောမယ်ဆိုရင်တော့သူတော်ကောင်းတို့ရေအခုခေတ်လိုပြောမယ်ဆိုရင်တော့306ပေါ့နော်ဥပဒေနဲ့ပဲပြောလိုက်တာပေါ့ဘာအမှုကျွလွန်လိုက်တာ306ကျူးလွန်လိုက်တာမကျူးလွန်လားကျူးလွန်လိုက်လားကျူးလွန်လိုက်တဲ့ခါကျဥပ္ပဒဝထေရီကတားသေးတယ်တခါတော့မပြစ်မှားနဲ့တားတယ်သို့တော်ညာလဲ तू ကကာမအမွန်နဲ့ရောက်သွားပြီးတော့မပြစ်မှားဘူးလားပြစ်မှားလိုက်သလားဥပ္ပလဝံထေရီရဲ့နော်မျက်စိလဲကိုယ်သွားရောဒီနန္ဒမင်းသားလေးမြင်မမျိုးရဘူးလားမြင်မျိုးရသလားမမျိုးအမျိုးမခံရဘူးလားခံရလားဒါမို့ဒီဖျားသာသနာတော်မှာအရှင်လက်အမျိုးခံရတဲ့သူဘယ်နှယောက်9ယောက်ဘယ်သူတွေပါလဲရှင်ဒေဝဒတ်ဇိန်သမာနာသုပဗုဒ္ဓနန္ဒကဘလူနန္ဒလူလေဒါဖြင့်ဒီလိုကိုကျိုးတဲ့ပွဲကြီးကျင်းပရတာသည်လမ်းခရီးမှာကျွမ်းကျင်လို့လားမကျွမ်းကျင်လို့လားဒါဖြင့်မကျွမ်းကျင်တဲ့ခါကျတော့လမ်းမှန်ပေါ်ရောက်သွားသလားလမ်းမကြီးပေါ်ရှောက်သွားပြီလားဒါတက်တဲ့တာကမခိုင်လုံဘူးလားခိုင်လုံလားအရှင်လက်ဘာဖြစ်အဲ့ကြတော့သူတော်ကောင်းတို့ဦးဇင်းတို့တွေလည်းနော်လမ်းခရီးမှာမကျွမ်းကျင်တဲ့ပုထုဇဉ်အဖြစ်မှာပဲရက်တတ်နေမယ်ဆိုရင်မှတ်ထားနော်မကျူးလွန်ရတဲ့အမှုမရှိပါဘူးပုထုဇဉ်မှန်သမျှမကျူးလွန်ရတဲ့အမှုမရှိပါဘူးအကုန်လုံးမကျူးလွန်နိုင်ဘူးလားကျူးလွန်နိုင်လားတို့ကတော့ရှင်ဒေဝရကြီးဖះကိုပြစ်မှာတယ်ဆိုပြီးတော့မှလည်းသွားပြီးတော့မှအပြစ်မတင်လိုက်ပါနဲ့အောင်သူတော်ကောင်းတို့လည်းပုထုဇဉ်အဖြစ်ကမလွတ်ဘူးကံလန်းညံလန်းမှနှစ်လန်းလုံးမသိဘူးဆိုရင်ဖះကိုလည်းရန်သူတစ်ဖွဲ့ဆက်ဆံကြအောင်မှာတန်ဝေကညံလေးမယူသိဘူးလားယူသိလားနောက်တစ်ခါကျတော့ဟောဒီဇိန်ဇမာနာလည်းဖះကိုပြစ်မှာပြီဆိုတော့မှသွားပြီးတော့အပြစ်မတင်လိုက်နဲ့အောင်
သူတော်ကောင်းတို့လည်းလမ်းခီးမှာမကျွမ်းကျင်တဲ့ဒီပုထုဇဉ်အဖြစ်မှာပဲရက်တန်နေမဲ့ဆိုရင်ဇိဇမာနဖျားကိုပြစ်မှာတဲ့အပြစ်ထက်ဆယ်စမကကြီးတဲ့အပြစ်တွေလည်းမကျူးလွန်နိုင်ဘူးလားကျူးလွန်နိုင်သလားမှတ်ထားတာဝေကညံလည်းမယူသိဘူးလားယူသိလားဒါမို့ပုထုဇဉ်ဖြစ်ရင်အပြစ်တကအလုံးစုံနဲ့မသက်ဆိုင်ဘူးလားသက်ဆိုင်လားငပြောဖောက်ကိုစီးပြီးသမုဒ္ဒရာဖြတ်တယ်ဆိုရင်သမုဒ္ဒရာထဲမှာရှိတဲ့အန္တရာယ်အလုံးစုံတွေ့ကြုံနိုင်တယ်လို့သူတော်ကောင်းတို့ဦးဇင်းတို့လည်းပုထုဇဉ်အဖြစ်နဲ့တန်တရားကျင့်လိမ့်မယ်ဆိုရင်တန်တရားထဲမှာရှိတဲ့တန်တရားဘေးအလုံးစုံနဲ့တွေ့ကြုံရအောင်ပါဟုတ်တယ်နော်အဲ့ကြတော့သူတော်ကောင်းတို့ပုထုဇဉ်ဖြစ်ကလွတ်အောင်မကြိုးစားရလားကြိုးစားမှာလားမကြိုးစားဘူးဆိုရင်တော့ဘယ်သူလဲတော့တုပ္ပဗုဒ္ဓဖျားကိုလမ်းပိတ်တယ်လို့သူတော်ကောင်းတို့ဦးဇင်းတို့လည်းလမ်းပိတ်အောင်ပါဟုတ်ပြီလားနောက်တစ်ခါနန္ဒကဘလူကြီးဟာရှင်သာရိပုတ္တရာခေါင်းကိုတင်းပုတ်နဲ့ရိုက်တယ်လို့မျိုးသူတော်ကောင်းတို့ဦးဇင်းတို့လည်းမကျူးလွန်နိုင်ဘူးလားကျူးလွန်နိုင်သလားဟောဒီနန္ဒမင်းသားလေးဟာဥပ္ပလုံထေတီကိုပြစ်မှာပြီးတော့မှကိုကျိုးနယ်ပွဲကျင်းပသလိုသူတော်ကောင်းတို့ဦးဇင်းတို့လည်းပုထုဇဉ်အဖြစ်ကမလွတ်ဘူးဆိုရင်ဒီကိုကျိုးနယ်ပွဲကြီးတွေမကျင်းပနိုင်ဘူးလားကျင်းပနိုင်သလားအဲ့လိုကိုရှင်လက်မြင်မျိုးတဲ့ကိုကျိုးနယ်ပွဲကြီးတွေကျင်းပရတာဒီလမ်းခရီးမှာကျွမ်းကျင်လို့လားမကျွမ်းကျင်လို့လားမကျွမ်းကျင်ရတာဒီသူတော်ကောင်းတို့တခြားလားပုထုဇဉ်အဖြစ်မှာပဲရက်တန့်နေလို့လားအဲ့ကြသူတော်ကောင်းတို့တရားစခန်းဝင်ရတာဒီလမ်းခရီးမှာမကျွမ်းကျင်ခြင်းရလို့လားလမ်းခရီးမှာကျွမ်းကျင်လို့ကျွမ်းကျင်ဖို့အတွက်တရားစခန်းဝင်ရသလားတကယ်ကိုကျွမ်းကျင်ကြခြင်းတကယ်ကိုကျွမ်းကျင်ကြရဲ့လားသိကြလားအဲ့ဆိုညွန်ပြတဲ့အတိုင်းဟိုဆောင်ရွက်ရမှာလားသူတော်ကောင်းတို့ပိကပ်လုပ်နေကြမှာလားအခုကြမှာအတန်ထွက်လာတာဈဉ္ဉံလျှောက်တော့ဦးစိလက်ချိုးရည်လို့ရတယ်ဈဉ္ဉံလျှောက်တဲ့အချိန်တလန်းမှာဘယ်နှချက်ပဲမှတ်ခိုင်းဘလို့မှတ်ကြွားတယ်လန်းတယ်ချတယ်အဲ့မှာဦးစိမြင်တာလေးပြောပြမယ်နော်မှားတဲ့သူရှိနေပြင်ပေးပါကြွတယ်မှန်တယ်ဒါမဲ့လို့ချက်ချင်းလန်းလိုက်တယ်ချက်ချင်းချတယ်တလန်းမှာဘယ်နှချက်ပဲမှတ်ဥပုပ်ကျိုးမှာအလုံးနှစ်ချက်ပဲမှတ်တာဘယ်နှချက်ပဲမှတ်တာတော့တချို့လေကြတော့မှတ်ကိုမမှတ်ဘူးကိုနဲ့မဆိုင်သလိုနေကြတာကျင့်တတ်လို့လားမကျင့်တတ်လို့လားကမ်းလို့လားမကမ်းလို့လားကိုဆင်းရဲကြောင်းပြတဲ့ကိလေသာအလိုကြတော့အလိုမလိုက်ကြလားလိုက်ကြလားဖုံးကြီးမမြင်ဘူးငါအသာလေးကွယ်ပြီးတော့ထိုင်နေမယ်မမိုက်ဘူးလားမိုက်လားသူတော်ကောင်းတို့ဦးစင်းပြောတာအမားတွေပြောတာသူတော်ကောင်းတို့အမားကိုထောက်ပြတာလားအဲ့ကြတော့မမိုက်ဘူးလားမိုက်နေကြပြီလားဒါပြင်အဲ့လိုမကြိုးစားကြတဲ့သူတွေစီပုထုဇဉ်ဖြစ်ကလွတ်ချင်လို့လားမလွတ်ချင်ကြလို့လားပြောတော့လွတ်ချင်တယ်ဆိုလောက်ရက်ကိုဝေဖန်လိုက်တဲ့ခါကျတော့ဘလို့အဖြေထွက်အဲ့ဆိုဘယ်နှရက်ကြံသေးလဲလွတ်ချင်ကြရဲ့လားကြိုးစားရင်လွတ်မှာကြိုးစားရင်မကြိုးစားရင်တော့ထုံနည်း၎င်းဖြစ်သွားမှာဟုတ်တယ်နော်အဲ့ကြတော့လက်ခီမှာကျွမ်းကျင်တဲ့အဆင့်ကိုရောက်ပါအောင်မလားဒါဆိုရင်သူတော်ကောင်းတို့တွေနောက်နေ့ကိုယ့်ရဲ့ကြံတာကိုသူတော်ကောင်းတို့ကြိုးစားကြမယ်ဆိုရင်ညွန်ပြတဲ့အတိုင်းလိုက်နာကျင့်သုံးကြမယ်ဆိုရင်ဟောလက်ခီမှာမကျွမ်းကျင်ဘူးလားကျွမ်းကျင်သွားမှာလားအဲ့ကြကျွမ်းကျင်သွားတယ်ဆိုရင်ဘယ်အဖြစ်ကလွတ်ပုထုဇဉ်အဖြစ်ကလွတ်သွားပြီဘယ်လိုပုထုဇဉ်အဖြစ်ကလွတ်သွားသလဲဆိုတော့အန္တပုထုဇဉ်ဘာပုထုဇဉ်ကမ်းတဲ့ပုထုဇဉ်အဖြစ်ကလွတ်သွားမယ်မကမ်းတော့ဘူးလေကျင့်တတ်သွားပြီကျင့်တတ်သွားရင်ကမ်းစရာလိုပါအောင်မလားဟုတ်တယ်နော်ကမ်းတဲ့အန္တပုထုဇဉ်အဖြစ်ကလည်းမလွတ်ဘူးလားလွတ်မှာလားဟောကိုကစူးစမ်းနေတဲ့အခါကျတော့ဟောအရှိနဲ့အတိမကြိုက်ဘူးလားကြိုက်နေသလားအရှိနဲ့အတိကြိုက်တဲ့အခါကျတော့ဆင်းရဲတဲ့လမ်းကိုရှောင်နေသလားလမ်းမှန်ပေါ်ရောက်နေသလားလမ်းမှန်ပေါ်ရောက်တဲ့အခါကျတော့မိုက်တဲ့ပုထုဇဉ်ဘာလပုထုဇဉ်အဖြစ်ကလည်းမလွတ်ဘူးလားလွတ်မလားအရှိနဲ့အတိကြိုက်နေတဲ့ကြောင့်စိတ်ကကြောင်ချောက်ချားဖြစ်နေတဲ့အုံမတ္တခပုထုဇဉ်ဖြစ်ကလည်းမလွတ်ဘူးလားလွတ်မှာလားအဲ့ဆိုရင်သူတော်ကောင်းတို့တွေပုထုဇဉ်ဖြစ်ကလွတ်ပြီးတော့မှဟောဘယ်လိုပုထုဇဉ်ဖြစ်လဲဆိုတော့ကလျာဏပုထုဇဉ်ဘာပုထုဇဉ်လဲကြိုးစားနေတယ်ဆိုရင်သုလသောတာပန်ပုထုဇဉ်တွေမဖြစ်ဘူးလားဖြစ်မှာလားအဲ့ဆိုလန်ခီမှာမကျွမ်းကျင်ဘူးလားကျွမ်းကျင်သွားမှာလားမကောမမိကြလားဟုတ်တယ်နော်မှတ်မိတယ်ဆိုသူတော်ကောင်းတို့တွေစူးစမ်းလိုက်ရင်ဟောပုထုဇဉ်ဘယ်နှယောက်ဖြစ်ကလောဘာပုထုဇဉ်တွေပါလဲအန္တာပုထုဇဉ်ဘ
ဘာလာပုထုဇဉ်အုံမတကပုထုဇဉ်လွတ်ပြီးတော့ဘာပုထုဇဉ်ဖြစ်မတော့ကလျာဏပုထုဇဉ်လမ်းခရီးကိုတော့တည်သွားမယ်။ဩဒါဟာကံလန်းဒါဟာညံလန်းဆိုတော့ခွက်ခွက်ချာချာမတည်ဘူးလားတည်သွားမှာလား။အဲ့လိုတည်လိုက်တာနဲ့ဒီပိုင်းတို့ပုထုဇဉ်အဖြစ်ကိုသူတော်ကောင်းတို့တွေမဝေဖန်နိုင်ဘူးလားဝေဖန်နိုင်သလား။ကိုလည်းဝေဖန်နိုင်ပြီဘယ်လိုလဲတော့ကိုလည်းဝေဖန်နိုင်ပြီဘယ်လိုဝေဖန်နိုင်လဲမရှုမပွားဘူးဆိုရင်ငါသည်လမ်းခီးမှာကျွမ်းကျင်သလားလမ်းခီးမှာမကျွမ်းကျင်ဘူးလို့ကိုတတိပေးရမှာလားမကျွမ်းကျင်ဘူးလို့ကိုတတိမပေးရဘူးလားပေးရမှာလားကို့ရှိမှသူတော်ကောင်းတို့တွေကံလမ်းမသိညံလမ်းမသိပဲနဲ့ရက်ကံလုံနေတဲ့သူတွေတွေ့တယ်ဆိုရင်လေသူ့ကိုမဝေဖန်နိုင်ဘူးလားဝေဖန်နိုင်သလားညွန်ပြတဲ့အတိုင်းမကြိုးစားဘူးဆိုရင်ဟုတ်တယ်နော်လမ်းခီမှာကျွမ်းကျင်တဲ့စည်ရင်နဲ့ပါနေမှာလားမကျွမ်းကျင်တဲ့စည်ရင်နဲ့ပါနေပြီလို့ဝေဖန်နိုင်သလားမဝေဖန်နိုင်ဘူးလားဝေဖန်နိုင်လားဒါဆိုရင်သူတော်ကောင်းတို့ရဲ့တဏ္ဍာမှာပန်ထောပမဒေသနာတော်မှာဥပမာဘဏ္ဍယတိတရက်ပဲသိသေးတယ်ဘာပဲသိသေးတော့အဲ့ဒီသိသွားတဲ့တရက်ကတခြားလားလမ်းခီမှာမကျွမ်းကျင်တဲ့ယောက်ျားပဲလားဘလို့မကျွမ်းကျင်တယ်ဆိုတော့ကံလန်းလဲမတိပါဘူးပြီးရင်ညံလန်းလဲမတိပါဘူးအဲ့ဒါဆိုသူတို့ကောင်းတို့ဒီဥပမာလေးကိုသိလိုက်တဲ့အခါကျကိုလည်းတတိပေးလို့မရဘူးလားရသလားသူများကိုလည်းမဝေဖန်နိုင်ဘူးလားဝေဖန်နိုင်သလားဝေဖန်နိုင်တယ်ဆိုဟောသူ့ရဲ့ပုထုဇဉ်ဖြစ်ကလွတ်အောင်လဲမညွန်ပြနိုင်ဘူးလားညွန်ပြနိုင်သလားအဲ့ဆိုသူတို့ကောင်းတို့ဒီဥပမာလေးကတော့တိသွားတယ်ဆိုရင်အကျိုးရုပ်သလားအကျိုးမြတ်သွားပြီလားဉာဏ်ရည်နှိမ့်သွားသလားဉာဏ်ရည်မြင့်သွားပြီလားအဲ့ဆိုဉာဏ်ရည်မြင့်ဖို့အတွက်အလုံးဖြည့်ပေးပါလမ်းခရီးမှာမကျွမ်းကျင်တဲ့သူဆိုတာဘု து ကိုဆိုဘု து ကိုဆိုပုထုဇဉ်ရဲ့နာမည်သည်လမ်းခရီးမှာကျွမ်းကျင်သလားလမ်းခရီးမှာမကျွမ်းကျင်ဘူးလားမကျွမ်းကျင်ရင်လမ်းမှန်ပေါ်ရောက်မှာလားလမ်းမကြီးပဲရှောက်မှာလားလမ်းမပေါ်လမ်းမကြီးပဲရှောက်မယ်ဆိုရင်သူတော်ကောင်းတို့တွေချမ်းသာမှာလားဆင်းရဲမှာလားဆင်းရဲတာဒီအဆုံးရှိတဲ့ဆင်းရဲလားအဆုံးမရှိတဲ့ဆင်းရဲလားအဲ့ဒီအဆုံးမရှိတဲ့လမ်းမကြီးကိုရှောက်ရတာဒီလမ်းခရီးမှာကျွမ်းကျင်လို့လားမကျွမ်းကျင်လို့လားအဲ့ကျတော့ကျွမ်းကျင်အောင်သူတော်ကောင်းတို့ပုထုဇဉ်အဖြစ်ကလွတ်အောင်မကြိုးစားရအောင်လားကြိုးစားရမှာလားကြိုးစားလိုက်တယ်ဆိုရင်လမ်းခရီးမှာမကျွမ်းကျင်တဲ့ပုထုဇဉ်အဖြစ်ကမလွတ်ဘူးလားလွတ်သွားမှာလားလွတ်အောင်ကြိုးစားရမယ်ကြိုးစားမယ်ဆိုရင်ဥပမာဘဏ္ဍယတိဘာလဲလမ်းခရီးနာမကျွမ်းကျင်တဲ့ယောက်ျားကတရားဘသူကိုဆိုလို့ဥပမာလည်းတည်သွားပြီဥပမေယလည်းတည်သွားပါပြီဟုတ်တယ်နော်ဥပမာဘယ်နှရက်ကြံရှစ်ရက်ကဘာတွေပါလဲလမ်းခရီးနာကျွမ်းကျင်တဲ့ယောက်ျားကတရားလမ်းနမွားကတခုဘေလန်းနဲ့ညာလန်းကြောက်စရာကောင်းတဲ့တောကြီးတွေ့မယ်ကြီးမာတဲ့နွန်အိုင်တွေ့မယ်ကြောက်စရာကောင်းတဲ့၆ကမ်းမပြတ်တွေ့မယ်ဝိလျော်ပွဲကောင်းတဲ့မြေပြန့်လူမြင်တွေ့မယ်ကဲဒီဥပမာရှိရက်ကိုတော့နောက်နေ့မှဆက်ဟောကြစို့အချိန်စေ့ပြီးတော်ကြစို့